제주로 심 애가 마하파네이땅 모고샤로 펴지 만달리뮤 우체수의 마용보드 코니에 동라 60ခုနှစ်၌ဟောကြားဆုံးမတော်မူအပ်သောအစိတ်ရောသည့်ရေမတောင်းမိကြစေရန်တရားတော်ယန္တိမေးတာကိုမှတ်ထားဖို့ရည်ကြီးတယ်ဒကာဓမ္မတွေကိုလည်းမေးတယ်လို့ပဲမှတ်ထားရဒီကဏ္ဍကိုယ်ထဲမှာဘာတွေများရှိနေသလဲလို့မေးဖို့လိုလာတယ်ဒီကဏ္ဍကိုကြီးထဲမှာဘုရားသခင်ကိုရမေကြီးကအတွင်းမှာရှိတဲ့အကြောင်းတွေသုံးသပ်ကြစမ်းပါကွာသုံးသပ်လို့ရှိရင်မင်းတို့နိဗ္ဗာန်မဲ့ဖို့ရောက်ချင်းအကြောင်းဟာတွေ့ပါလိမ့်မယ်တဲ့မင်းတို့အတွင်းကိုမသုံးသပ်တဲ့အတွက်နိဗ္ဗာန်ရောက်ကြောင်းကိုမတွေ့ပဲဖြစ်နေတာဒါဖြင့်ဒကာဓမ္မတို့ခန္ဓာကိုယ်အတွင်းကိုသုံးသပ်လို့ရှိရင်နိဗ္ဗာန်ရောက်ကြောင်းဟာတွေ့မယ်ပေါ့ဟုတ်ပါဘူးခန္ဓာကိုယ်အတွင်းကိုမသုံးသပ်တဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ခန္ဓာကိုယ်အတွင်းမှာအကြောင်းတရားတွေရှိအဲ့ဒီအကြောင်းတရားတွေကိုမသုံးသပ်တော့ပါဘူးလို့ဆိုလို့ရှိရင်ဖြင့်ဒုက္ခခတ်သိမ်းငြိမ်းချင်းအကြောင်းဖြစ်တဲ့မဲ့ခင်လည်းခန္ဓာကိုယ်ရဲ့ပေါ်လာမှမဟုတ်ဘူးမဲ့ခင်နဲ့တတ်ရမယ်တရားကိုလည်းတတ်เสียတရားရဲ့လို့သိမယ်မဟုတ်ဘူးဒီကဲ့သို့သောချွင်းချက်တွေအများကြီးလာเสียရှိလို့ဘုရားသခင်ကိုရမေကြီးကမင်းတို့ခန္ဓာကိုယ်အတွင်းမှာကွာအကြောင်းတရားတွေရှိတယ်အဲ့ဒီအကြောင်းတရားတွေများသုံးသပ်ကြပါဆိုပြီးကြလားဘုရားသခင်ကိုရမေကြီးကအမိန့်ထားသည်ဒါပြန်ဒီခန္ဓာကိုယ်ထဲမှာသုံးသပ်တဲ့အခါကြလို့ရှိရင်လေဥပါတို့ခမောင်တို့ဖြောင်းပြန်သုံးသပ်ရတယ်နော်မှန်ပါပါဖြောင်းပြန်သုံးသပ်တယ်ဆိုတော့ဘာဖြစ်လို့လဲဆိုတော့အကျိုးကနေပြီးဒီကလာအကြောင်းရှာလိုက်လို့ရှိရင်ဖြင့်တဲ့ပฏิလောမရှာလိုက်ရင်တွေ့ပါလေမှန်ပါနွယ်တပင်ကိုဖျားကနေမှပြီးရှာလိုက်မယ်ဆိုရင်ဥပါတို့ခမောင်တို့အမြင့်တော်တွေ့မှာပဲမှန်ပါဖျားမှမတွေ့လို့ရှိရင်ဖြင့်အမြင့်ကသူသွားခြင်းဟာပေါက်ခြင်းဟာပေါက်လာမယ်ဆိုလို့ရှိရင်ဖြင့်ဘယ်နည်းနဲ့မှဒကာဓမ္မတွေရှာလို့တွေ့ကြအကြောင်းမမြင်ဘူးမြင်ပါဘူးဒါကြောင့်ဘုရားသခင်ကိုရမေကြီးကမင်းတို့ခန္ဓာကိုယ်ထဲမှာကွာအကြောင်းတွေသုံးသပ်ကြစမ်းပါလို့ဆိုတော့ဒကာဓမ္မတို့ဘုန်းကြီးတို့လည်းဒီကနေသုံးသပ်ရလို့ရှိရင်ဖြင့်မူလဖြစ်တဲ့အကြောင်းနောက်ဆုတ်တွေးသွားရင်တွေးမှာတွေးရင်ဒီအကြောင်းကိုပဲမင်းကလာတာပဲမင်းကမကောင်းတာပဲမင်းဖြတ်မယ်ဆိုလို့ရှိရင်ဖြင့်မကောင်းကျိုးတွေဟူတွေ့ဟာဘယ်လိုပဲအကိုင်းခက်ရွက်လက်တွေဖြာနေစေကမူလအကြောင်းဖြစ်တဲ့အမြစ်ကိုဖြတ်လိုက်လို့ရှိရင်ဖြင့်မပြတ်เสียမရှိပါဘူးဆိုတာသေချာမှတ်ကြပါမှန်ပါပါသဘောပါပြီနော်မှန်ပါကဲဒါဖြင့်ဒကာဓမ္မတွေခန္ဓာကိုယ်ထဲမှာအိုနာသေးဆိုတာတော့ဖြင့်အိုလာပြီဆိုတာကိုယ်တိုင်လည်းပြောကြတယ်တနေ့အချဝေဒနာများလာပြီဆိုတာလည်းကိုယ်တိုင်လည်းပြောကြတယ်တနေ့အချသင်္ချိုင်းမျက်ဆုံးထိုးပါဘောဆိုတာလည်းကိုယ်တိုင်လည်းပြောကြပြီပြောကြပါဘုနာသေးရှိပြီးဒီကလာနေတယ်ဒီဘုနာသေးဒီကားလို့ရှင်ဒကာဓမ္မတို့ဘယ်ကလာကြုံဆိုတဲ့အကြောင်းကိုခင်ဗျားတို့မတွေးလို့ရှိရင်ဖြင့်မိတ်ခံနေုံပဲရှိမှာပဲနောက်တစ်ခါတွေးလဲမိတ်ခံုံပဲဘာလို့တော့ဆိုတော့သူ့အကြောင်းကိုမသိတော့အကြောင်းမဖြတ်တတ်လို့ရှိရင်ပြခဏတွေးတိုင်းခေါင်းစဉ်ခံုံပဲဆိုတဲ့အဓိပ္ပာယ်မရောက်ဘူးလားရောက်ပါဘူးဒါကြောင့်အားလုံးကဓမ္မတွေဒီခန္ဓာကိုယ်ကြီးထဲမှာဥနာသေးဆိုတဲ့တရားတွေဟာအပြည့်နဲ့ရှိနေတယ်နော်မှန်ပါဘူးသုံးသပ်ပါတဲ့ပြန်ပြီးဒီကလာသုံးသပ်ကြစမ်းပါလို့ဘုရားကသမသနာသုတ်ဆိုပြီးဒီကလာအကြောင်းသုံးသပ်စမ်းပါသူဘယ်ကလာသလုံးဆိုတဲ့ဥစ္စာလက်တဲ့အကြောင်းရှာစမ်းပါကွာဆိုတော့ဘုရားသခင်ကိုရမေကြီးကမင်းတို့ရှာလို့မတွေ့ဘူးငါပဲရှာပေးရမယ်ဆိုပြီးရှာတော့ဥပရိနိဒာနလို့စာလို့ဆိုတယ်မြန်မာလိုပြန်လိုက်တော့ခန္ဓာ၅ပါးဖြစ်လို့ဩနာသေးရှိတာတပည့်ကြဒါဖြင့်ဩနာသေးဘက်ကလာတော့ခန္ဓာ၅ပါးဩနာသေးခန္ဓာ၅ပါးလားဟုတ်တယ်ဒကာဓမ္မတို့ဩရဏရသေရတဲ့တရားခန္ဓာ၅ပါးတွေကထွက်လာတာနော်ဘယ်လိုပဲပရိတ်ဒီကြီးဆန္ဒတုတ်ရှိတာအကုန်ဝိုင်းပြီးဥက္ကမောင်ကြီးရွတ်ထားပြန်နေတိုင်းရွတ်မှန်ပါဩရလည်းမရဘူးမရပါဘူးနာတော့မရပါဘူးသေတော့မရပါဘူးဟာဘယ်နဲ့ကြောင့်အန္တရာယ်ကင်းအောင်လို့တပည့်တော်နေတိုင်းဝိုင်းထားတာဘယ်နဲ့ကြောင့်အတွင်းမှာအန္တရာယ်တွေရောက်နေပါလိမ့်မလို့မဲတဲ့အခါကျတော့မှကိုရထားတဲ့ခန္ဓာတွေကပေါ်ပေါက်လာမှန်ပါပါရှင်းကြဘယ်ထဲကပေါ်ပေါက်ကိုရထားတဲ့ခန္ဓာတွေကပေါ်ပေါက်ဒါဖြင့်ပိဋိမတတ်နိုင်ဘူးမတတ်နိုင်
ဘယိတ်မတတ်နိုင်ဘူးတရားဓမ္မတို့ဘယိတ်မတတ်နိုင်ဘူးဘယိတ်ကအန္တရာယ်ကင်းဖို့ဘေးရှင်းဖို့ဆိုတော့ပြင်ပအန္တရာယ်သာသူကင်းအောင်လုပ်နိုင်တယ်အတွင်းအန္တရာယ်သူ့ဟာသူပေါက်ပွားလာတော့မတတ်နိုင်တော့ဘူးဘယိတ်ဘ누구ကစထွန်းဘုရားကစထွန်းဘုရားဘာနဲ့ပြိဋိဘံဆံဝန်းတော်လားလို့ပြိဋိဘံဆံဆိုတော့ဘုရားဝန်းလျှောတယ်ဆိုတော့ကာလဝန်းဆိုတဲ့သဘောမျိုးယခုခါလို့ပြောချမှာပေါ့ဗျာမှန်ပါဗျာအန္တရာယ်ကင်းရလားကင်းပါဗျာဘယ်ကမြတ်ဒီကိုတော်ကြီးပိဋကိုတော်ကြီးဘယ်ကနေဝန်းလျှောပြီးဒီကလာပြိဋိဘံဆံရပါလိမ့်မလဲမဲတော့မှခန္ဓာတွေကပေါက်ပွားလာတာကိုမှန်ပါဗျာရှင်းကြပါလားဘယ်ကလာကြခန္ဓာတွေကပေါက်ပွားလာတာဒါကြောင့်ခင်ဗျားတို့ကအရေးရှိယရဏသုတ်တော်မရိပ်ရွတ်ကြဟဲဘာကြဟဲနဲ့ဆိုတော့ဟုတ်တယ်တဲ့ပြင်ပဘေးရန်တာတားနိုင်တယ်အတွင်းကပါလာတဲ့ဆူတောင်းပြိဘေးရန်တော့မတတ်နိုင်ဘူးမှန်ပါပါဆူတောင်းပြိဘေးရန်ဆိုတာခန္ဓာရပါလို့ဤဆိုတော့ဝေယနာသေးရပါလို့ဤဆိုတော့တခါတည်းဒုက္ခသစ္စာကြီးကအတွဲလိုက်ပြုံလိုက်ပါမလားဘူးပါလာပါဗျာသဘောပါဒါဖြင့်ဥက္ကမောင်ပိဋိပဲနဲ့တော့မတတ်နိုင်ဘူးဟမ်ပိဋိမတတ်နိုင်ဘူးတရားတော်ပိဋိကိုတော်ကြီးကိုဝန်းလျှောတယ်သဘောကျလားဘယ်သူဝန်းလျှောပါလိမ့်ပိဋိကိုတော်ကြီးကိုဝန်းလျှောတယ်တဲ့တကုတ်ကိုတော်ကြီးတွေကိုခိုးသားရိုက်ခံရတယ်ဟမ်ပညာဧရိရတဲ့ကိုတော်ကြီးကိုဝန်းထဲကသွေးတွေပါလို့သွေးရပြီးပြိဋိဘံဆံရရှင်သာရိပုတ္တရာရှင်မောက္ကလန်တို့များဟမ်အဲ့ဒါဖြင့်တရားဓမ္မတို့အဲ့ဒါသိကြပါပြီတဲ့ဒုက္ခသစ္စာမှုပိဋိနာထသဘောနဲ့နှိမ့်ဆက်လိုက်တော့ကိုဒုက္ခသာပိဋိနာထောဆိုတဲ့အတိုင်းတခါတည်းနှိမ့်ဆက်လိုက်တာရှင်မြောင်ငါးစီးအားဆောင်နိုင်တယ်ဆိုတဲ့ကိုတော်ကြီးတွေလည်းပြုတ်ရှာတာပဲမှန်ပါပါဒါဖြင့်ဒကာဓမ္မတို့ဒီခန္ဓာကြီးတွေကားလို့ရှင်ဒုက္ခသစ္စာဖမှန်နှိမ့်ဆက်တတ်တဲ့သဘောကြီးကသူ့ထဲတော်တော်ကြီးပါပြီးသားဖြစ်နေတော့ဒကာဓမ္မတို့ဥနာသေးဒီကားလို့ရှင်ဘယ်ကလာတယ်ဆိုတော့ပေါ်ရောပေါ်ပါပါဘယ်ကလာတယ်ခန္ဓာပါပါဟောဒါဖြင့်ယနေ့ကစပြီးဘုန်းကြီးတို့ဒကာဓမ္မတွေမှတ်စမ်းမှာဘယ်ခန္ဓာမှမဖြစ်ရှင်နဲ့နော်မှန်ပါဗျာဘယ်လိုသတိပေးပါလိမ့်ဘယ်ခန္ဓာမှခမည်းတော်ကကံကောင်းကြောင်းသိရင်မဖြစ်ချင်ပါနဲ့ဖြစ်ချင်ရင်တဏှာကသာမှာမှန်ပါဗျာခန္ဓာရကျင်တာဘယ်လိုပါလိမ့်တဏှာကပါဗျာဘုကမောရေဘာခန္ဓာများကြီးကြည်ကြည်ဖြစ်ချင်သေးတော့ဖြစ်ချင်ကြမရှိပါဘူးဖြစ်ချင်ကြမရှိပါဘူးဥပါရင်ကြီးကိုဖြစ်ချင်သေးလားဖြစ်ချင်ဘုရားတောင်ဝန်းလျှောပြိဋိဘံဆံပါတယ်ဆိုတော့သွားရပေါ့ဗျာဟမ်အဲ့ဒါဖြင့်ဓမ္မတို့ခန္ဓာကပေါက်ပွားလာတာကြတော့ခေါင်းကပိဋိမတားနိုင်ဘူးဆိုတော့လေပေါ်သွားတယ်ပေါ်ပါဗျာဒုက္ခသစ္စာကိုပိဋိကဒုက္ခသစ္စာဖြစ်အောင်မလုပ်နိုင်ပဲဘူးလေမှန်ပါဗျာလုပ်နိုင်မှာမလုပ်နိုင်ပါဘူးဗျာဒုက္ခသစ္စာကိုဒုက္ခသစ္စာဖြစ်အောင်အမှန်တကယ်လုပ်နိုင်တာကတော့ဖြင့်ဓမ္မတို့မဲ့ခင်ပဲတတ်နိုင်မှန်ပါဗျာကျန်တဲ့ကတော့ဒုက္ခဖြစ်အောင်တော့ဘယ်နည်းမှမတတ်နိုင်ဘူးမှန်ပါဗျာမဲ့ခင်တစ်ခုပဲဒုက္ခကိုပထမဒုက္ခဖြစ်အောင်ဒုက္ခချုပ်ငြိမ်းအောင်ဒုက္ခအာယုံပြုတ်နေအောင်သူပဲဘာဝေတ္တပကိစ္စနဲ့ကြိုးစားရင်သူပဲဒုက္ခပိုင်းခြားနေတယ်သူပဲမျက်မှောက်ပြုတ်နိုင်တယ်ဆိုတော့မသေးကြဘူးလားသိကြပါပါအဲ့ဒါကြောင့်ခင်ဗျားတို့သူပဲအာကိုကြရတော့မဲဆိုတော့အတ္တဤအရဏောနာထောဆိုတော့အတ္တဤကမိမိအထုတ်တဲ့သတိပဋ္ဌာန်၄ပါးတဘာဝအထုတ်တဲ့မဲ့ခင်သေးတယ်နဲ့အတ္တနောမိမိနာထောကိုယ်ွယ်ရာစိတ်ကရာပူဇော်ရာစိတ်သည်မဲ့ခင်မအာကိုကြပေါ်ကြဗလားဘာအာကိုကြမဲ့ခင်အာကိုကဲဒါဖြင့်ကိုအာကိုဆိုတာဒီခန္ဓာကြီးသွားအမကိုနဲ့နော်ကဲနဲ့ဥနာသေးဘက်ကလာတော့ခန္ဓာ၅ပါးဒါဖြင့်ခန္ဓာ၅ပါးကအကြောင်းဥနာသေးကအကျိုးမှန်ပါပါခန္ဓာ၅ပါးကသမုဒိယသစ္စာဥနာသေးကဒုက္ခသစ္စာပါဗျာဒါဖြင့်ဒီခန္ဓာ၅ပါးချုပ်ငြိမ်းအောင်ချုပ်ငြိမ်းရုပ်ငြိမ်းအောင်ကျင့်နိုင်တဲ့အကျင့်ကဘာပါလဲဘက်ကသစ္စာပါကျင့်လို့ချုပ်ငြိမ်းသွားတာကဒီကသစ္စာပါဗျာအဲ့ဒီလိုသိမှာပဲဩဥနာသေးဇတ်သိမ့်မှာပါကလားဆိုတော့ပေါ်လာတော့လေဒကာဓမ္မတို့နော်ကဲဒီဥစ္စာ၃ရက်ရှိပါပြီဒကာဓမ္မတို့အလုတ်ဟောကြံလို့ဒီဥစ္စာဘုရားသမဂနာသုတ်ပြောလာရပါတယ်ကဲခန္ဓာ၅ပါးဘယ်ကလာတုံးတို့ခက်လက်သက်ရှားကြအောင်တဏှာလာပါဗျာတဏှာကလာဒီနည်းပြမရှိအောင်ပန်းနေပါပြီမှန်ပါဗျာမှန်ကြဘူးလားမှန်ပါဗျာဒကာဓမ္မတွေကြည်စမ်းပါလားတနေ့တော့လည်းမအားဘူးဗျာဟာလူကမှဘာကမှတဏှာကလိုချင်မှုရှိနေတော့ဈေးထွက်တဲ့ပုဂ္ဂိုလ်လည်းဈေးထွက်လို့မပြီးနိုင်ဘူးမှန်ပါပါဈေးရောက်တဲ့ပုဂ္ဂိုလ်လည်းဈေးရောက်လို့မပြီးနိုင်ဘူးဈေးရောက်လို့မပြီးနိုင်ဘူးအမျိုးမျိုးစက်တွေဘာလဲနဲ့ဒီတောင်လုပ်တဲ့ပုဂ္ဂိုလ်လည်းတနေ့မှစက်မရရဘူးဆိုတဲ့ဥစ္စာဒီတဏှာခိုင်းချက်ကြောင့်
ဒကာဓမ္မတို့ပင်ပန်းပိဋကလာနေတယ်ဆိုတာသဘောကျ ကြပါဗျာ ဒါကြောင့်တဏှာဆိုတာအမှန်တန်ကြောက်စရာကောင်းတယ်နော်ခိုင်းနိုင်သေးခိုင်းပြီးတော့မှနွားခိုင်းနိုင်သေးခိုင်းပြီးတော့မှနသယုံရောင်းစားတဲ့နွားရှင်လောက်သိုးရတာတော့ဖြင့်ဥပါတို့ဥပါအောင်တို့ရှိသေးရဲ့လား မရှိပါဘူးဗျာ ခိုင်းနိုင်တော့ခိုင်းမဖြစ်တော့နသယုံပို့ဆိုတော့ဘယ်ဟာကောင်းသေး မကောင်းပါဘူး ဒီမှာလည်းတဏှာခမရတို့ခိုင်းနိုင်တော့ခမရတို့ကိုပြူတော့ဥတော့မရွေးဘူး မှန်ပါဗျာ သွားဟဲ့လှုပ်ဟဲ့ကိုင်းဟဲ့နေဘူးမချောင်းမရမချောင်းသွားဟဲ့စီချုပ်ဝန်ချုပ်ခံပြီးလှုပ်ဟတနေ့လုံးကထိုင်ပြီးဒီကလာဈေးဝယ်မျောဟတခါတည်းခိုင်းနေလိုက်တဲ့ဖြစ်ချင်းဒုက္ခကြီးခိုင်းနေတာပဲ မှန်ပါဗျာ ခိုင်းလာမကခိုင်းလို့ဒီပုဂ္ဂိုလ်ဖြင့်ချုံပိန်လင်းလျှောက်ဝေဒနာတွေအမျိုးမျိုးရောက်ပြီးဒီကလာနေတာလည်းအထင်ရှားပဲ သိကြပါဗျာ ချုံပိန်လင်းလျှောက်တယ်လို့သူခိုင်းချက်ကြောင့်ပေါ့ မှန်ပါဗျာ သေတော့ပဲတွန်းချိုက်တယ်လေသူကြောင့်ပဲဆိုတော့ခိုင်းနိုင်တယ်လို့ခိုင်းနသားယုံပို့တဲ့နွားရှင်တဲ့ဆိုသည် မှန်ပါဗျာ ဘုကမမဆိုးဘူးလား ဟုတ်ပါဗျာ ခိုင်းနိုင်တယ်လို့ခိုင်းတော့လည်းပိန်လျှောက်ပြီးယောဂဝေဒနာတွေအများကြီးရပါတယ်အဲဒီရပြီးတဲ့ပြန်လည်းနောက်ဆုံးပိတ်ကြတာဒီနွားတပ်ပြီးကလာနသားယုံရောင်းလိုက်ပြန်တယ်ဆိုသလိုဒီမှာလည်းအပယ်လေးပါပို့လိုက်ပြန်တယ်ခိုင်းနိုင်သေးလဲခိုင်းသေးတယ်ပြီးတော့လည်းအပယ်ပို့လိုက်သေးတယ်ဆိုတော့ဩအပယ်ခန္ဓာပေါ်အောင်လုပ်ပြန်ပါဘောလားဥနာသေးထဲမှာအပယ်ခန္ဓာတောင်မှဖြစ်စွက်ပြန်ပါဘောလားဆိုတော့အကောင်းတစ်ခုမှမပါပါဘူး မပါပါဘူး ပါကြသေးရဲ့ မပါပါဘူး အဲ့ဒါညာနဲ့စဉ်းစားတော့မှဩလုံးဝပေါင်းမကောင်းတာဘယ်သူပါလိမ့်မလို့ မှန်ပါဗျာ ရှင်းပြီနော်ဘုကမောင်လုံးဝပေါင်းမကောင်းတာ တဏှာပါဗျာ လုံးဝပေါင်းမကောင်းတာတဏှာပဲလို့ဆိုတဲ့ဥစ္စာသေချာချာမှတ်ကြပါပြစ္ဆုတ်ပါမှာအမျိုးမျိုးဆင်းရဲပေးလေသမျှလေတဏှာက မှန်ပါဗျာ တန်တရားဆင်းရဲပေးလေသမျှလေ တဏှာပါဗျာ ဩဒါကြောင့်ဒီပြင်တရားတွေဆိုးတယ်ဆိုတဲ့ဥစ္စာကိုဘုရားကသူလောက်တော့မဆိုးဘူးကွာသူတလုံးသမှုတရားသစ္စာဖွင့်မကွသဗ္ဗိညဉာဏ်နဲ့ကြည့်လိုက်တော့သူ့အဆိုးဆုံးမို့သူ့ကိုသမှုတရားဆိုတဲ့နာမည်ပေးလိုက်တယ် မှန်ပါဗျာ သူပြလို့ရှိရင်1500ကိလေသာခွင်းလုံးကျွတ်ပြတ်ပါတယ် မှန်ပါဗျာ ဒါဖြင့်သူတစ်လုံးနိုင်ကုန်နိုင်မှာပေါ့ဗျာ မှန်ပါဗျာ ပေါ်ကြ ပေါ်ပါဗျာ ကောင်းပြီဒါဖြင့်ခန္ဓာ၅ပါးဘယ်ကလာတော့ တဏှာပါဗျာ တဏှာဘာသစ္စာ သမုဒယသစ္စာဗျာ ဒီပေါ်လာတဲ့ခန္ဓာ၅ပါးက ဒုက္ခသစ္စာဗျာ တဏှာချိုးအောင်မလုံးနိုင်တဲ့ဉာဏ်က မေဃသစ္စာပါဗျာ ချုပ်သွားလို့တဲ့ဟာက နိရောဓသစ္စာပါဗျာ ဒီလိုသစ္စာကိုခင်ဗျားတို့ဒီလိုသိပြီးဒီကလာသွားမှသာလျှင်ဩသူချိုးအောင်မလုံးနိုင်တဲ့လူဖြင့်ဒုက္ခလက်ဆသတ်เสียအကြောင်းမမြင်ဘူးဆိုတာသေချာပေါ်သွားတယ် မှန်ပါဗျာ ဒီမှာပေါ်ပြီဗျ ပေါ်ပါဗျာ ပေါ်ပြီနော် မှန်ပါဗျာ ဒါရင်ဒါဖြင့်တရားဓမ္မတို့ဒါက3ရက်ရှိလို့တော်တော်လေးသစ္စာလည်းဖွဲရပါပြီဆိုးကြောင်းဘုလည်းသိပါပြီဘယ်လိုလုပ်ရမလဲဘယ်လိုကဲရမယ်ဆိုတဲ့ဥစ္စာလည်းအရင်ကြကြသိအောင်ရှေ့သွားကြဘူးဒီတဏှာဘက်ကလာပါလိမ့်မယ် မှန်ပါဗျာ ခင်ရမင်းရဆိုတာဘယ်သူပါလိမ့်မယ် အာရဏသစ္စာပါဗျာ အာနာစံပါကလာနော်ကဲဒါဖြင့်တရားဓမ္မတို့နောက်ဆုတ်တွေးလိုက်တဲ့အခါကျတော့ခင်ရမင်းရအာရဏကသမှုရိယသစ္စာ မှန်ပါဗျာ သဘောကျပြီနော်တဏှာကဒုက္ခသစ္စာ မှန်ပါဗျာ အကြောင်းကျိုးဆက်ပြန်တာကို မှန်ပါ ခင်ရမင်းရအာရဏတွေက သမုဒယသစ္စာပါဗျာ တဏှာက ဒုက္ခသစ္စာပါ ခင်ရမင်းရတွေများချုပ်သွားမယ်ဆိုရင်ဖြင့်နိရောဓသစ္စာချုပ်အောင်ကျင့်တဲ့ကျင့်က မေဃသစ္စာပါဗျာ ဒါဖြင့်ဝိပဿနာလုပ်ဆိုတာဥစ္စာဒီဘက်ကခင်ရမင်းရကိုဝိပဿနာလုပ်ကြရမယ် မှန်ပါဗျာ ဒါကြောင့်ခန္ဓာ၅ပါးအာရဏ7ပါးဓာတ်7ပါးဒါဝိပဿနာရှုကြလို့ဆိုတဲ့ဥစ္စာဥက္ကမောင်တို့ကောင်းကောင်းသဘောကျပါ မှန်ပါဗျာ ခင်ရမင်းရကိုဖြတ်ချလိုက် မှန်ပါဗျာ ခင်ရမင်းရဖြတ်ကြိုက်တော့ခင်ဓာမင်းဓာဆိုတဲ့တဏှာသေးသွား မှန်ပါ ခင်ရမင်းရဖြတ်လိုက်တော့ ဒီပါဗျာ ခင်ဓာမင်းဓာဆိုတဲ့တဏှာကဘာဖြစ်သွား ဒီပါဗျာ ဒါကြောင့်ဒကာဓမ္မတို့ခင်ရမင်းရကိုကျွတ်တို့ခမည်းတော်ဒီဝိပဿနာရှုမှနေရာကြမယ် မှန်ပါ ဘောင်ပေါ်လား ပေါ်ပါ ဘယ်ရှုကြ ခင်ဗျာဘုရားဒီပါ ခင်ရမင်းရဥပဒနာရှုတော့ဘူးတဏှာနင်သွားတော့ဆိုဖို့လွယ်သေးလား မလို့ပါဘူး ခိုင်းဒကာဓမ္မတို့ဥပဒနာရှုတဲ့အကြောင်းသမတနာတုတ်နိဒာနဘကတန်ရုပ်ပါဠိတော်ခုလိုတွေးလိုက်တော့မှဩဝိပဿနာဘယ်ကစမှာပါလိမ့်မလို့ဆိုတဲ့ဥစ္စာတခါတော့ပေါ်လို့ကြီးပေါ်လာ မှန်ပါ ဩခင်ရမင်းရရှုအောင်မှာပါလား မှန်ပါ ဒကာဓမ္မတို့ဘယ်လိုများပေါ်လာ ခင်ဗျာဘုရားရှိပါပါ နေကြိုက်တယ်ဥက္ကမောအကြောင်းကျိုးတွေနောက်ပြန်ဆုတ်ပြီးဘုရားသခင်ကိုရမကြီးဟောလိုက်တယ်ဘယ်နဲ့ကြောင့်ဒီခန္ဓာမှာဒီအာယတနာတွေဝိပဿနာရှုရပါလိမ့်မလို့ဆိုတော့မှခင်ဗျားတို့ယနေ့တော့သ
သေချာသိတယ်ဩခင်ရမင်းရပစ္စည်းဖြစ်တော့ခင်တမင်းနဲ့တဏှာလာမှာဆိုလို့ရှုခိုင်းတာကို မှန်ပါပါ ပေါ်ကြလား မှန်ပါဗျာ တော်နေရကြပြီကိုမြတ်ဆိုတော့ဟင်အတော်နေရကြပြီခင်ဗျားတို့ဥပဒနာရှုဆိုလို့ရှုပင်နေရညာဆိုတယ်အကြောင်းကျိုးကဤမျှလောက်ဘုရားဟောတော်မူသလိုမလဲတော့ဆရာကရှုဆိုလို့ရှုနေရတာပဲသူကဒါရှုရင်နိဗ္ဗာန်ရောက်တယ်ဆိုတော့လည်းကျုပ်တော်ရှုနေတာပဲဆိုတော့တကယ်ကတည်းကအကြောင်းကျိုးမဆက်တော့ရှုအားတော့မတန်ဘူးပေါ့ဗျာ မှန်ပါပါဗျာ အခုတော့မတန်စရာရှိသေးရဲ့ ရှိပါဘူးဗျာ ဘယ်နဲ့ကြောင့်ခေယမင်ယာကိုဥပဒနာရှုရပါလိမ့်မလဲ မှန်ပါပါ ခင်တာမင်တာဆိုတဲ့တဏှာချုပ်အောင် မှန်ပါပါ တဏှာချုပ်တော့ဒီဘက်ကခန္ဓာကဒီဘက်ကခန္ဓာချုပ်တော့ဒီဘက်ကဩနာသေးက မှန်ပါပါ ဩနာသေးလည်းချုပ်ရ ဟုတ်ပါ ဩဒါဖြင့်တဏှာချုပ်နိဗ္ဗာန်ခန္ဓာချုပ်နိဗ္ဗာန်ဩနာသေးချုပ်ရင် မှန်ပါပါဗျာ ဩဒါဖြင့်နေရကြပေါ့တရားဓမ္မတို့ခင်ယမင်ယာဟာကျွတ်တို့ဤအသိဆက်ဆုံးတရားပဲ မှန်ပါပါဗျာ ဥပအောင်ဘယ်လိုလဲ ခင်ဗျာခင်ဗျာပြည့်စုံတရားပါဗျာ ခင်ယမင်ယာဆိုတဲ့ခန္ဓာ၅ပါး မှန်ပါ ခင်ယမင်ယာဆိုတဲ့အာရဏ12ပါးခင်ယမင်ယာဆိုတဲ့ဓာတ်18ပါးသည်ခမည်းတော်ကိုနှိမ့်ဆက်နေတဲ့တရားပဲဒီနှိမ့်ဆက်တာနှိမ့်ဆက်နေတယ်နှိမ့်ဆက်မှန်လည်းမသိကြဘူး မှန်ပါဗျာ နှိမ့်ဆက်မှမသိတာကဘာဖြစ်လို့မသိသလဲလို့မေးတဲ့အခါကျတော့ခမည်းတော်ကဒါခမည်းတော်ယခုလက်ရှိခန္ဓာပဲထားပါတော့လက်ရှိအာရဏပဲထားပါတော့ဥက္ကမောင်ရနော် မှန်ပါဗျာ ။အိုးလက်ရှိခန္ဓာအတွက်ဆိုလို့ရှိရင်ပဲသူ့အတွက်ခလုံးမထီစူးမကြီးအောင်တဲပူဘူး။သူ့လည်းတဲကျွေးခြင်းမွေးခြင်းဘူး မှန်ပါ ။ဘယ်လောက်များခင်တော့များ ဟုတ်ကဲ့ သူ့ကိုလည်းလှပါဖို့အရေးကိုလည်းအတူကူးစိတ် စိုက်ပါ မဆိုင်ကြဘူးလား ဆိုင်ပါ ဖြီးလင်းနဲ့ကာကွယ်ရလဲသူလှပြမှာဆိုလို့ မှန်ပါ ခဏကလေးနဲ့ကာကွယ်တာကို လက်ပြပါလို့ အမှန်တဲခင်ကြပါလားတရားဓမ္မတို့ဒီနဲ့ပူဇော်ရတယ်လဲခင်ရမင်းရပဲ မှန်ပါ ခဏနဲ့ပူဇော်ရတာကို ခင်ဗျာခင်ဗျာပါဗျာ အနှွေးတယ်အေးတယ်ဒီနဲ့ဆင်ရပူဇော်ကြရတာကို ခင်ဗျာခင်ဗျာပါဗျာ ဥက္ကမောတော်တော်လေးကိုအရေးကြီးထားကြပါ မှန်ပါဗျာ ဒီခန္ဓာ၅ပါးကိုလေ မှန်ပါပါ ဒီအာရဏ12ပါးကိုဒီဓာတ်18ပါးကိုအတူတူပါပဲတရားဓမ္မတို့စုလိုက်တော့ဒါပဲပြန်ရတာပဲနော်တော်တော်ကြည်ညိုရလားလို့ဥက္ကမောင်ကြီးမေးကြင်တာ ညီညွတ်ပါဗျာ တရားဓမ္မတွေရောကိုယ်ခန္ဓာကိုကြည်ညိုကြရလားအမလေးခက်လိုက်တဲ့ဖြစ်ချင်မှမပြောပါနဲ့တော့ဥပအောင်ကြီးဒီကြည်ညိုမှုပြည့်တဲ့နေတာဗျာ မှန်ပါဗျာ ရိပ်မိကြဗလားဘာပြည့်တဲ့နေတာ ညီညွတ်ပါဗျာ ခင်ဗျားတို့ကလည်းခက်လိုက်တဲ့ဖြစ်ချင်းအစိတ်ပင်ကြီးကိုသွားပြီးကြီးညိုလေလေခင်ဗျားတို့မှာအစိတ်နှံသင့်ပြီးသေဘောဝင်ရလေလေဘောဗျာ မှန်ပါဗျာ အစိတ်ပင်ကြီးကအနံ့ကလည်းသေစေတတ်တဲ့အနံ့ပဲအသီးကလည်းစားမိမယ်ဆိုရင်သေစေတတ်တဲ့အသီးပဲအခောက်ကိုခွာပြီးလိမ့်မိမယ်ဆိုရင်သေစေတတ်တဲ့အဆေးဖြစ်ပြီးဒီကလာခင်ဗျားတို့သေမှာပဲအဲ့ဒီအစိတ်ပင်ကြီးကိုခင်ဗျားတို့ကလည်းကြီးညိုလုံးကကဲလွန်းတယ် ဒါကြောင့်ခဏခဏတဏှာလားတဏှာကလားလို့ခန္ဓာလားခန္ဓာလားလို့အိုးဝဲနာဘသေဘွဲတွေခဏခဏနှွှဲရတာဒီစိတ်ပင်ကြီးခင်မှုကြောင့် မှန်ပါဗျာ ဒီဟာတွေတွေ့နေရတာရိပ်မကြဘူးလားဒီစိတ်ပင်ကြီးခင်ခြင်းမင်ခြင်းပူဇော်ပသခြင်းများလေလေဒီအိုနာသေးပွဲကြီးအများရန်နှွှဲရလေလေဆိုလိုက်ပါလား ဆိုရပါဗျာ ဒီကမောင်ရေးနားရမြကန်းလာကြီးများနေသလား နေပါဗျာဗျာ နောက်ကဓမ္မတွေကနားရကန်းလာနေသလား နေပါဗျာ နားရကန်းလာနေရင်တော့ခင်ဗျားတို့အခက်ဖဲဘာဖြစ်လို့ခက်တုံးဆိုတော့ဒါစိတ်ပင်မှာခန္ဓာ၅ပါးကအဲ့ဒီစိတ်ပင်ကြီးကိုကြည်ညိုလို့အနာကတ်လေလေဟုတ်လားအစိတ်သိမ့်လို့သေဘောဝင်ရလေလေ မှန်ပါ သဘောကျ ရပါဗျာ အဲ့တော့ခင်ဗျားတို့ကမသိတော့ဘုရားကပွင့်ရဘုရားကဒီဘက်ကနေပြီးတရားဓမ္မတို့ဘုရားပွင့်ရခင်ဗျားတို့ကကိုယ်ခန္ဓာစိတ်ပင်ကြီးသူတော်ဘာခန္ဓာစိတ်ပင်ကြီးကိုအိုးတခါတည်းယူရကျင်လိုက်တာပြုစုကျင်လိုက်တာကြီးညိုကျင်လိုက်တာခင်ကျင်လိုက်တာမင်ကျင်လိုက်တာဒါငါပဲဒါငါဥစ္စာပဲဣတ္တမမဣတ္တဤခန္ဓာ၅ပါးဒီအာရဏဒီခင်ရမရသည်မမငါဤတဏ္ဍကံဥစ္စာပဲဒါငါကိုယ်ပဲငါဥစ္စာပဲမထင်ကြဘူးလေဗျ ရှင်းပါဗျာ ဧသောမသမိတဲ့ဧသောဤခန္ဓာ၅ပါးသည်အဟံသမိငါဖြစ်ဒါငါပဲခင်ဗျားတို့ယူထားတာလေ မှန်ပါ ဧသောမေအတ္တဧသောဤခန္ဓာ၅ပါးသည်မေငါဆိုတဲ့ဒိဋ္ဌိအတ္တခန္ဓာပစ္စည်းခိုင်မြဲရတရားပဲအမလေးတခါတည်းဒီခန္ဓာ၅ပါးကြီးကိုငါကငါလုံနေကြတာဘူးတရားဓမ္မတော့ဒါကြီးဘယ်နဲ့လုံနေကြ ဟာကုလား ငါကငါဟာငါဥစ္စာ
ရှင်းမလားဘယ်လိုများလုပ်နေဘုရားကဒီနာရက်ကြည့်ပြုံးချငါကငါဥစ္စာဆိုပြီးခန္ဓာ၅ပါးကြီးခင်းတဲ့သဘောနဲ့ဖြင့်သူတို့ဒီကမျိုးသိမ့်နေကြပြီဒီတဏှာနဲ့မျိုးသိမ့်နေကြပြီဘုရားဒီအနာနာကြည့်ဒီတိုင်းသာဒီစိတ်ကိုသူတို့မျိုးကြတော့မယ်ဆိုလို့ရှိရင်ဒီစိတ်ရည်တွေသင့်ပြီးဒီကလာတဏှာနဲ့မျိုးလို့ရှိရင်ဖြင့်ဒီခန္ဓာရပြီဒီသေးဘောတော့ဖြင့်တွေ့ရှာကြတော့မှာပဲမဆိုလိုက်ဘူးတွေ့လိုက်ပါဗျာဒီစိတ်ပင်ကြီးကိုအဲ့တော့ဘုရားသခင်ကိုရမေကြီးကဒီနာရပ်ပြီးဒီကလာဘုရားပွင့်လာတာဒီနာဒကာဓမ္မတွေအစိတ်ပင်ကြီးနာကိုလူတိုင်းစောင့်ပြောနေတယ်လို့မှတ်လိုက်စမ်းဟောရကြီးငါကုံငါဥစ္စာမဟုတ်ဘူးကွာသဘောကျလားငါကိုလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးငါဥစ္စာလည်းမဟုတ်ဘူးကွာမင်းတို့မခင်ကြနဲ့မမင်ကြနဲ့ခင်လို့ရှိရင်မင်းတို့ဒီငါကုံငါဆိုရင်မျိုးမိသိမ့်မိမယ်ဆိုတဲ့အိဗယ်မရောက်ဘူးလားရောက်ပါဘူးမျိုးမိသိမ့်မိလို့ရှိရင်ဒီခန္ဓာမရဘူးရပါဘူးဒီခန္ဓာရဒီသေဩဝနာဘွယ်သေပွဲတွေကလွဲလို့ကိုဖြစ်ပါဦးဖြစ်ပါဘူးဗျာဩဒါကြောင့်ဘုရားသခင်ကိုရမကြီးပွင့်လာတာဒီခမည်းတော်ဤအစိတ်ပင်ကအစိတ်သီးစားမိမှာအစိတ်နှံ့တဲ့မှာအစိတ်ခောက်လိမ့်မိမှာအလွန်ဆွေးမှန်ပါဘူးဒါကြောင့်ဘုရားပွင့်လာကဲပေါ်ကြဟုတ်ပါဘူးဘုရားဘာရဲ့ကျုံးကပွင့်လာတာတော့အစိတ်ပင်နာမှာတခါတည်းလူမိုက်တွေကိုပေဘွဲဝင်နေတဲ့လူမိုက်တွေကငါ့ကိုငါဥစ္စာမှတ်ပြီးကြလားသုံးကြမျိုးကြသိကြမှာသို့သောကြောင့်ဒီနာရပ်ပြီးအမြဲဆောင်ဒါအိဋ္ဌကွာဒါဒုက္ခကွာဒါအနတ္တကွာမှန်ပါဗျာသွားပြီးတယ်မမျိုးလိုက်မသိလိုက်နဲ့ဟိနော်မျိုးလိုက်သိလိုက်လို့ရှိရင်မင်းတို့၅ပါးမဟုတ်တယ်မဟုတ်မှသေဘောဝင်နေပြီဒကာဓမ္မတွေကလည်းကဲကလည်းမခတ်တခက်လိုက်တယ်ဖြစ်ချင်းကိုယ်ခန္ဓာကိုယ်ခင်ပြီးဒီကလာနဲ့ကိုယ်ဤနိလာခြင်းတွေပဲခင်ရမတတ်တယ်ပဲသုတ်တံပို့လိုက်ရတယ်လေခင်တဲ့ဇွဲနဲ့ပဲသာခင်ဇွဲသမိခင်ရဲ့တန်လန်းကိုယ်ခန္ဓာခင်ရဲ့တန်လန်းနဲ့သုတ်တံကြီးပို့လိုက်ရတာမသာဘူးဘယ်လောက်ရှိပြီမြင်နိုင်ပါဘူး။အော်သူသာမသာဖြစ်တယ်ငါလည်းငါကိုယ်တော့ခင်အောင်မယ်ဆိုပြီးလာပြန်တာပဲ။ဟုတ်ပါဘူး။အမလေးဆိုးလာကြီးလာတရားဓမ္မဟုတ်ပါဘူး။ခင်ပြီးသေးသွားတဲ့ပုဂ္ဂိုလ်တွေကဥက္ကမောင်မသာကောင်းဘယ်လောက်ပို့ဘူးလို့မရတတ်ပါဘူးဗျာ။မေတဲ့နံဒီဘဝတယ်နော်။ဟုတ်ပါပါဗျာ။ကျန်တဲ့ပုဂ္ဂိုလ်တွေကလည်းဒီခန္ဓာဒီခန္ဓာကြီးကိုခင်လို့ရှိရင်ဖြင့်ဒီခန္ဓာတတ္တနဲ့ပဲတဏှာကံနောက်ဇာတိဇရာမရဏတွေအကုန်လာအောင်မှာပဲဆိုတာအထူးတလည်းပြောကြလိုသေးလားလိုပါဘူးဒါနောက်ပုဂ္ဂိုလ်တွေကလည်းခင်တော့မှရှိရင်ကိုယ့်ကိုယ်ကုန်မခင်လူမဟုတ်ဘူးတောင်ပြောနေဘယ်နှမျိုးပြောကြလဲလူမဟုတ်ဘူးပြောတယ်တဲ့တရားတော်ကကိုယ့်ကိုယ်မှကုန်မခင်ဒီကောင်ကြီးကလူမဟုတ်ဘူးလူစိတ်ကုန်ပေါက်သေးပါဘူးလို့ပြောရင်ပြောနေဟုတ်ဘူးလားအဲ့ဒီလိုပြောပြီးကြလာနေတော့ဓမ္မတွေတတ်ထားတာကလည်းကိုယ့်ကိုယ်ခင်ဖို့မင်ဖို့ပဲတတ်ထားတော့အစိတ်မျိုးဖို့တတ်ထားတာဘူးဗျာဘယ်လိုများတတ်ထားပါလဲအစိတ်မျိုးဖို့တတ်ထားတော့ဘုရားသခင်ကိုရမေကြီးကဒီနာရပ်ပြီးဒီကလာဟေးယောဂီပုဂ္ဂိုလ်ပေါင်းတို့ဟောဒီမင်းတို့ခန္ဓာ၅ပါးကြီးဒီကလည်းဆိုလို့ရှိရင်အရက်ခွက်နဲ့တူတကွာအရက်ခွက်နဲ့တူတကွာဘာနဲ့တူလဲဥက္ကရက်ခွက်အဲ့ဒီထဲမှာပါတဲ့အရက်ကအနံ့လည်းကောင်းတယ်ကွာအရသာလည်းကောင်းတယ်ကွာသွားတော့မတော့လေနဲ့တော့စိတ်နဲ့ရောထားတယ်တောက်လို့ရှိရင်မင်းတို့ဒီကားလို့ဆိုလို့ရှိရင်ဖြင့်တောက်တယ်ဆိုတာခင်မိတာနော်မှန်ပါပါခင်မိလို့ရှိရင်ဝန်းထဲရောက်လို့ရှိရင်မြုံမိတယ်တောက်တယ်ဆိုရင်တဏှာနဲ့တောက်ရင်ခန္ဓာပေါ်ပါမှာခန္ဓာပေါ်သေးတဲ့ပြင်တဲ့ထဲဒီသူ့သဘောကြောင့်ဩနာတိဒုက္ခအများကြီးမတွေ့ရဘူးတွေ့ရပါဘူးဒါအစိတ်ပင်သေးတာမှန်ပါသဘောကျမှန်ပါအစိတ်ပင်သေးတာဒီဩနာတိနဲ့သေးတာဒီဟူသည်ခေါင်းကအရက်နဲ့ရောထားတဲ့ရက်ခွက်ကိုအမျိုးမျိုးသောအရာတွေနဲ့ရောပြီးအစိတ်တွေကိုထည့်ထားတဲ့ပုဂ္ဂိုလ်ပုထုဇဉ်မိုက်ကမစင်မစားပဲနဲ့အငတ်တန်းလားနဲ့မနေ့ကပြောသလိုသေးလာတော့ရောက်ရခန္ဓာကိုခင်ပြန်တာကိုဗျာမှန်ပါပါရောက်ရခန္ဓာကိုတခါတည်းခင်မိမြုံမိသိမ့်မိပြန်တယ်ဆိုတော့နောက်ဘဝကအငတ်မပြေပဲနဲ့သေခဲ့တာဒီဘဝတွေ့တဲ့ခန္ဓာကိုပဲအစိတ်နဲ့ရောထားတယ်လို့မယူဘဲနဲ့တောက်ပြီးဒီကလာသွားတော့တာမှန်ပါပါသွားတော့ဒီတဏှာနဲ့မျိုးလိုက်တဲ့အခါကျလို့ရှိရင်ဒီခန္ဓာမရဘူးရပါဘူးဒီခန္ဓာရလို့ရှိရင်ဒီဥနာသေးပွဲကြီးဟာဖြင့်ဘယ်နည်းမှလွဲလို့မရတော့မရပါဘူးမခံရဘူးလေခံရပါဘူးဒါကြောင့်ဘုရားသခင်ကိုရမေကြီးကဒီနာစောင့်နေတာရိပ်မိကြရိပ်မိပါခင်ဗျားတို့တောင်းမိမှာစိုးတယ်ဘုန်းကြီးများတောင်းမိမှာစိုးတယ်ဆိုတာသဘောကျပါပါဒါကြောင့်တရားဓမ္မတို့ဒါမင်းတို့ငါ့ကိုငါဥစ္စာမဟုတ်ဘူးနော်စင်စစ်အနိစ္စတွေဒုက္ခတွေအနတ္တတွေဒုက္ခသစ္စာတွေဒီနာကနေစောင့်ပြောနေတာဘုရားပွင့်လာတာဒီနာလာပွင့်လာ
သဘောကျ မှန်ပါပါဗျာ ဘုရားပွင့်တာဒီခန္ဓာ၅ပါးနာကနေစောင့်ပြီးခန္ဓာ၅ပါးခင်တဲ့ပုဂ္ဂိုလ်ခန္ဓာ၅ပါးကိုအစိမ့်နဲ့ရောထားတဲ့ရက်တွေကိုတောင်းမိမှစိုးလို့တရားလေဟောနေ မှန်ပါ သဘောကျ မှန်ပါပါ ဘုရားတရားလေဟောတာဒီခန္ဓာ၅ပါးခင်တဲ့ပုဂ္ဂိုလ်တွေအစိမ့်ရောထားတဲ့ခွန်းနဲ့အရက်တွေကိုတောင်းနေမှတောင်းမိမှစိုးတာနဲ့လေဟောရှာ မှန်ပါပါဗျာ တောက်ရင်လို့ရှိရင်လည်းတဏှာနဲ့တောက်လိုက်လို့ရှိရင်ဒိဋ္ဌိနဲ့တောက်မာနနဲ့တောက်တောက်တဲ့နဲ့ပြင်နေတဲ့ခန္ဓာရ မှန်ပါဗျာ ခန္ဓာရတဲ့နဲ့ပြင်နေတဲ့သေဘောတော့ဝင်ပြီးတော့ မှန်ပါပါ ငါကအစိတ်ပါတကူ မှန်ပါ မပါဘူးလား ပါပါဗျာ သဘောပါကြဗလား ပါပါ ဩဒါရင်ဘုန်းကြီးတို့ဒကာဓမ္မတွေအခုတော့ဖြင့်ရှင်ခန္ဓာကြီးရထားတာဒီဘဝမှာတော့တဲ့ဒကာဓမ္မတို့ဒီဘဝဝင်ကြရအောင်မှာပေါ့ဗျာ မှန်ပါပါ နောက်ဘဝမသေးရအောင်ဒီဥစ္စာမတော့လို့ရှိရင်တော့မသေးတော့ပါဘူး မှန်ပါပါဗျာ မတော့လို့ရှိရင်တော့ မသိတော့ပါဗျာ သဘောပါကြဒါဖြင့်ဒကာဓမ္မတို့ဒါဒီကားလို့ဆိုလို့ရှိရင်ဖြင့်နိဒာနဝကတန်ရောက်ပါလိမ့်ဒီမှာငါဖျားပွင့်လာတာဒီကျိုးငါกว่าပေါ်ပါလား ဟုတ်ပါဗျာ မင်းတို့ဒီຢာတွေဒီကိုယ်ခန္ဓာ၅ပါးတည်းဟူသောရဲ့အစိမ့်နဲ့ရောထားတဲ့ရဲ့ကြီးကိုမင်းတို့တောင်းမိမြုံမိလို့ရှိရင်ဖြင့်ကိုကျိုးနဲ့ကြီးရဲ့ဆိုတာငါသေးချာချာမြင်တဲ့အတွက်မင်းတို့ကတော့တန်တရားခရီးတဲ့အငတ်သမားဆိုတာဥက္ကမမနာနဲ့ မှန်ပါပါဗျာ ဘယ်ဘဝမှာသားခင်ရဲ့သမီးခင်ရဲ့ပစ္စည်းခင်ရဲ့တန်းလန်းနဲ့သိခဲ့ကြတာကြီးပဲ မှန်ပါပါ ဝပြီးသိခဲ့ရတဲ့ဘဝ ရှိပါပါ မရှိဘူးဆိုတော့ကဲဒီလိုသိတဲ့ပုဂ္ဂိုလ်ကခန္ဓာတစ်ခုရပြန်ပြီဆိုကြပါစို့ဥက္ကမောင်ရ မှန်ပါပါ ရတာသူအငတ်ကမပြေတော့တွေ့ရကိုကြက်ကန်းဆိုမဆိုးပဲဘူး မှ လား န်ပါပါဗျာ အဲ့ဒီတောင်းမိမှာသိဆိုးရှင်းမလား ရှိပါပါ အဲ့တော့တောင်းမိမှာဆိုတဲ့တဲ့ဘုရားဒီနာကနေပြီးအမြဲဆောင်မခန္ဓာကြည့်နော်မခန္ဓာအနိစ္စဒုက္ခသာအနတ္တဖြစ်ပါစီတာယာရာနှစ်သက်ဆရာတောက်ချင်ဆရာမျိုးချင်ဆရာမဖြစ်စေနဲ့ကွာဒီနာကနေအမြဲဆောင်ပြောနေ မှန်ပါပါ မပြောရဘူး ပြောပါဗျာ ဥပအောင်ပေါ်ကလားဗျာဩဒါပြန်ဘုရားသခင်ကိုရမေကြည့်သည်တတ္တဝါတွေမြင်များတော့တနာတဲ့ဆိုတဲ့ဥစ္စာဖြင့်ကောင်းကောင်းကြီးပေါ်ပါပြီဒကာဓမ္မ မှန်ပါပါဗျာ ခန္ဓာ၅ပါးဒီအစိမ့်နဲ့ရောထားတဲ့အရက်တွေပါပဲတဲ့ မှန်ပါ တတ္တဝါတွေကလည်းတန်မြတ်ခီးတယ်တဲ့တဘောမှဝပြီးသိခဲ့ရတာမရှိတော့ဒီဘောခန္ဓာကြီးကိုလည်းအငတ်မြုံမြုံပြီးငတ်ခင်ခင်တော့မှသူစိုးရင် မှန်ပါပါ သူကလည်းအစိတ်တင်နဲ့ဆိုတော့ဒကာဓမ္မတို့အစိတ်ဆိုတာကဘာတုံးဆိုလို့ရှိရင်ဖြင့်ဒီထဲမှာငါလို့ထင်လိုက်လို့ရှိရင်ဒီသင်တက္ကာရီအစိတ်ကဝင်သွားပြီ မှန်ပါပါ ငါဥစ္စာလို့ထင်လိုက်လို့ရှိရင်တဏှာစိတ်ဝင်သွားပြီ မှန်ပါ သဘောကျလားငါကိုလို့ထင်လိုက်လို့ရှိရင်ဖြင့်တဲ့ငါကိုလို့ဆိုလို့ရှိရင်ဖြင့်တဏှာဖြစ်ပြီနော်ငါကိုငါဟာဆိုမာနဖြစ်ပြီနော်ငါဥစ္စာဆိုဒိဋ္ဌိဖြစ်ပြီဒီထဲမှာတဏှာမာနဒိဋ္ဌိဆိုတာစိတ်တွေကပါနေသဘောကျအဲ့ဒီစိတ်တွေပါနေတော့ဒီကနေရမ်းပြီးဒီကလာမြူလိုက်မယ်ဆိုလို့ရှိရင်ဒီစိတ်တွေကမြူတဲ့ပုဂ္ဂိုလ်ကြီးဇတ်တွန်းပါတော့မယ် ပါပါပါ မပါပဲဘူးလား ပါပါ ချက်ချင်းမသေးချက်ချင်းဒီခန္ဓာဖြစ်ပြီးချက်ချင်းမသေးပဲဘူးလား သိပါတယ်ဗျာ အဲ့ဒီလိုသေမှဆိုရင်တဲ့အတွက်စိတ်နဲ့ရောထားတယ်စိတ်နဲ့ရောထားတယ်မတော့နဲ့ဆိုတာငါဖြုတ်လိုက်ငါဥစ္စာဖြုတ်လိုက်ဟုတ်လားငါကိုဖြုတ်လိုက်ဒါခိုင်း မှန်ပါ ရိပ်ပြီဗလားငါကိုလည်းဖြုတ်လိုက်ငါဟာကောငါဥစ္စာကောငါကိုငါဟာငါဥစ္စာဖြုတ်လိုက်မတော့နဲ့ဖက်မထားနဲ့စွဲမထားနဲ့သဏ္ဍမာနဒိဋ္ဌိဆိုတဲ့ပပ္ပစ္စတရားနဲ့မသိမ့်ပိုက်နဲ့ဥပါရင်ကြီးမဟောပဲဘူးလား ဟုတ်ပါ တောင်းမိမြုံမိမှဆိုရင်ရှာရနော် မှန်ပါ သဏ္ဍမာနဒိဋ္ဌိနဲ့သိမ့်ပိုက်မိမှဆိုတဲ့အတွက်ဟောတာမင်းတို့ငါကိုလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးငါဥစ္စာလည်းမဟုတ်ဘူးကွာသဘောကျလား ကြပါဗျာ ငါဟာလည်းမဟုတ်ဘူးငါကိုရော ဟုတ်ပါဗျာ ငါဟာကော ဟုတ်ပါဗျာ ငါဥစ္စာရော ဟုတ်ပါဗျာ ဘာဟုတ်တုံးဆိုတော့ငါကိုလည်းမဟုတ်တာကွာငါကိုမဟုတ်ဆိုလို့ရှိရင်ဖြင့်တရားဓမ္မတို့ဒါဒိဋ္ဌိဆွဲသေးရလား မဆွဲပါဘူး ငါဟာလည်းမဟုတ်ဆိုတဏှာဆွဲသေးရလား ဆွဲပါဘူး ငါဥစ္စာလည်းမဟုတ်ဆိုလို့ရှိရင်ကော မှန်တယ် မာနလည်းမဆွဲတော့ဘူးတဏှာမာနဒိဋ္ဌိဆွဲသေးရလား ဆွဲပါဘူး မဆွဲတော့ဩဒါဖြင့်ငါကငါဥစ္စာမဟုတ်လို့ရှိရင်ဒီဥစ္စာအနိစ္စဒုက္ခအနတ္တသက်သက်ပဲရှင်းမလား ရှင်းပါပြီ ဘာဖြစ်နေပါလဲ ဒိဋ္ဌိဒုက္ခအနတ္တ အနိစ္စဒုက္ခအနတ္တသက်သက်ပဲလို့ဆိုတော့မြုံမိသေးရဲ့ မမျိုးဘူးလား ခင်မိသေးရဲ့ မမျိုးဘူး မခင်မိတဲ့အခါကျတော့ဘုရားကဒီနာနေပြီးကြလားဂိုင်းမင်းပညာနဲ့ဆင်ញင်ပြီးမင်းမတော့လို့ရှိရင်မင်းအန္တရာယ်ကဲမှာပဲ မှန်ပါပါ ဆိုတော့မတော့တော့တဏှာကချုပ် မှန်ပါ တဏှာနဲ့မှမြုံပြီးတောက်မှာကို မှန်ပါဗျာ
သဘောကျတဏှာချုပ်တော့ဒီခန္ဓာရော မချုပ်ပါဘူး ဒီခန္ဓာချုပ်တော့ဒီအိုသေးကလာအောင် မရပါဘူး ဩဒါမတော့တဲ့ပုဂ္ဂိုလ်တော့လေဒကာရမတို့အစိတ်သင်ပြီးဒီကလာသေဖို့ဝင်ရတော့ဘူး မှန်ပါဘူး တောင်းမိမြူပြီးတဲ့ပုဂ္ဂိုလ်ကြတာအစိတ်သင်ပြီးသေဖို့ယူဝင်ရ မှန်ပါဘူး ရိပ်မိဗလားဒါဖြင့်ဒကာရမတို့ဒီဥစ္စာဥပဒနာညာနဲ့အလုံးမလုံးတဲ့ပုဂ္ဂိုလ်မှာတောက်ကြည့်နေတာပဲလို့မှာ မှန်ပါဘူး အစိတ်နဲ့ရောထားတဲ့အရက်ကိုတောက်ပြက်နေတာပဲ မှန်ပါဘူး ဘုက္ကမောကောင်းသဘောပါ ပါပါဘူး ဒီနေ့အရေးကြီးတယ်ဆိုတာကိုသိကြပါလား ဒီပါဘူး ဒါဖြင့်ဒီခင်စရာမင်းစရာဆိုတဲ့ခန္ဓာ၅ပါးဒီဒကာရမတို့ခင်စရာမင်းစရာမဟုတ်ပါဘူးသူကသဗ္ဗေသင်္ခါရအိဋ္ဌသဗ္ဗေဓမ္မအနတ္တသဗ္ဗေသင်္ခါရဒုက္ခဆိုတော့အိဋ္ဌဒုက္ခအနတ္တတရားတွေဖြစ်ပြီးဒီကလာနေတာကိုခင်ဗျားတို့ကအနိစ္စဒုက္ခအနတ္တပျောက်ပြီးဒီကလာအိဋ္ဌဒုက္ခအတ္တဖြစ်ပြီးဒီကလာခင်ညမင်ကြတာကိုဗျာ မှန်ပါဘူး အဲ့ဒါခင်ညမင်ကြတော့မြုံမိရောမြုံမိတော့ခန္ဓာပေါ်တယ် ပါ တဏှာဖြစ်ခြင်းတဏှာကြောင့်ခန္ဓာဖြစ်ပြီ ဖြစ်ပါ အဲခန္ဓာရတဲ့ခါကျတော့ဥနာသေးပါလာ ပါပါဘူး အဲ့ဒါဥနာသေးပါတာဒကာရမတို့သိကျင်တော့သိရတာလားတဲ့ဒီစိတ်တင်တာလားလို့မေး စိတ်တက်တာပါဗျာ ရှင်းမလားဩအစိတ်တင်လို့သေဘောဝင်ရတာဘလို့များများခဲ့ဘုံလို့မေးကြရင်ဒကာရမတွေဘယ်လိုဖြေကြပါ မကြီးထွက်တော့ဗျာ ဒါဖြင့်တခါမှခမည်းတော်ဒီစိတ်ကိုရှောင်ကျင်ပြီးကြလားလာခဲ့တာမပါဘူးဆိုတော့ဝိပဿနာဘယ်တော့မှမလုပ်ဘူးဆိုတာပါသွား မှန်ပါပါဗျာ ပေါ်လာကြ ပါပါ ဝိပဿနာဘယ်တော့မှမလုပ်ဘူးဟန်ရပန်းတဏှာသေးအောင်ဘယ်တော့မှမလုပ်ဘူးဒိဋ္ဌိသေးအောင်ဘယ်တော့မှမလုပ်ဘူးမာနသေးအောင်ဘယ်တော့မှမလုပ်ဘူးဆိုတဲ့အဓိပ္ပာယ်ဟာရှင်းလင်းနေတော့ဒါကြောင့်အခုခန္ဓာကြီးကလည်းသေဘောဝင်အောင်မှဆိုတော့နောက်ဘဝမလုပ်ခဲ့လို့ မှန်ပါပါ ခါဒီဘဝမလုပ်ဘူးဆိုလို့ရှိရင်နောက်ခန္ဓာပေါ်ပြီးဒီကာလဒကာဓမ္မတို့ဘာဖြစ်မှထင်လဲ ဟုတ်ပါဘူး ကဲတော်တော့ပြီတန်းတော့ပြီဒီစိတ်ဖြင့်မမျိုးတော့ပါဘူးမသိတော့ပါဘူးသိစေရတဲ့တရားမှန်သိတဲ့တွေ့သူ့ကိုခင်တဲ့တဏမာနဒိဋ္ဌိနဲ့မခင်တော့ပါဘူးတဏှာနဲ့ဆွန့်ပါတော့မယ်ဒိဋ္ဌိလည်းခွာပါတော့မယ်မာနလည်းဖြုတ်ပါတော့မယ်ဆိုဝိပဿနာသာရှိရင်မမျိုးတော့ပါဘူး မှန်ပါပါ တပည့်ကြလားဝိပဿနာရှိရင် မမျိုးတော့ မမျိုးသည်နဲ့ပြိုင်နေတဲ့ဒကာဓမ္မတို့တဏှာမရှိလို့ခန္ဓာဖြစ်ပါဦးမလား ဖြစ်ပါဘူး ခန္ဓာမှဖြစ်ပဲနဲ့ဩနာသေးကြီးတွေ့ချင်လို့ မတွေ့ရပါဘူး ဒါဖြင့်ဒကာဓမ္မတို့မမျိုးတဲ့ပုဂ္ဂိုလ်အန္တရာယ်ကင်းလို့ဖေးရှင်းတပည့်ကြမျိုးသိတဲ့ပုဂ္ဂိုလ်အန္တရာယ်ရလို့ဖေးတွေအကုန်ခမည်းတော်တဏှာ၌အစုံတွေ့ကြရတယ် မှန်ပါပါဗျာ ဆိုနိုင်ကြ မှန်ပါပါ ဒါဖြင့်ဘုရားသခင်ကိုရမကြီးပွင့်လာတာဘယ်နာကတုံးလို့ဆိုတာရိပ်မိကြပါဘူးတစ်နံပါတ်နာကစ မှန်ပါ ဒီက1 2 3 4လို့ပြနော်ပြိဿသမုပ္ပါ4သဘောကျတစ်နံပါတ်နာကနေရပြီကိုရမကြီးကပုဂ္ဂိုလ်တယောက်တယောက်ကြီးအနာနာကနေတချို့လည်းပုဂ္ဂိုလ်တွေအများကြီးတရားပွဲနာနေရပ်ပြီးကြတယ်ဒါမတော့နဲ့ဒါမတရားဟောတာဒါမတော့နဲ့ကြီးပြောနေတာပဲရိပ်မိဗလားဘယ်တရားပွဲဘာဟောကြုံလို့ဥက္ကမောင်ဘယ်တရားဟောတယ်ဆိုတော့ပြဉ္ညာနယ်ကနော် မှန်ပါပါ စင်စစ်တော့ဒါအရင်နဲ့ရောက်တတ်တဲ့ဒီခန္ဓာကြီးကိုမခင်ကြနဲ့မမင်ကြနဲ့အနိစ္စဒုက္ခအနတ္တသာရှုကြမခင်ကြနဲ့မမင်ကြနဲ့မမျိုးကြနဲ့မသိတတ်နဲ့ဒါဟောနေတာ မှန်ပါ တစ်ပြင်ဘာမှမဟုတ် မှန်ပါပါ ဘူးဘာအောင်တစ်ပြင်ဘာတရားများဟောသေး ဘာမှမဟုတ် ဘာမှမဟုတ်ဒါပဲဟောတာခင်ဗျားတို့ကတော့ဘုရားဘယ်နေရာကျဘာတရားဟောသွားတာဟိုနေရာကျတော့ဟိုတရားတစ်မျိုးဘယ်ဟုတ်လိမ့်မလို့နိဗ္ဗာန်ပေါက်လို့ရှင်ဒါကနေကြီးဟောတာပဲ မှန်ပါပါ ရင်းမိဗလားနိဗ္ဗာန်ပေါက်ခြင်းလည်းခြင်းအိစ္ဆဒုက္ခအနတ္တဒုက္ခသစ္စာဆိုင်အောင်ဟောသွားတာပဲ မှန်ပါ ရှင်းကြဗလား ရှင်းပါ ဒါရင်ဘုရားဘယ်နေရာဘာတရားဟောတော့ဆိုတော့အရင်မတော့ဖို့တရားပဲဟောတယ်လို့မှတ်လိုက်ခဏအရင်နဲ့ရောနေ မှန်ပါ အစိတ်နဲ့ရောနေ မှန်ပါ အရင်နဲ့ရောတဲ့အစိတ်ဆိုတာသိကြဗလား သိကြပါဘူး အဲ့ဒါကြီးမခင်ရအောင်မမင်ရအောင်ဟောတာကြီးပဲလို့ဆိုတာအလုံးတရားဓမ္မတွေသိဗလား မှန်ပါ ဒါပြန်တရားဓမ္မတို့ဘုရားခင်ကိုရမကြီးတရားကိုအကျဉ်းဆုံးလိုက်လို့ရှိရင်အနိစ္စဒုက္ခအနတ္တဒုက္ခသစ္စာပဲဒါပဲဟောတယ်ဘယ်နေရာဖြစ်ဖြစ် မှန်ပါ ဒုက္ခမောင်ဘယ်နေရာပါဟောတယ် လိစ္ဆာဒုက္ခနာတ္တ ရှည်တော့ရှည်လိုက်မယ်ရှည်ပင်ရှည်များတယ်နေကုန်းချုပ်တော့ဓာကြီးပဲ မှန်ပါ သဘောကျရှည်တော့ရှည်လိုက်မယ်တရားအမြင်မျိုးရှင်မတောင်းရင်နာပြေမှာဘယ်တော့ဟောတယ်ဘာဟောကျင်တာဟောနောက်ဆုံးမိတ်ဒါပဲနေကုန်းချုပ်သွားတာရှင်းမလား ရှင်းပါ ဒါရင်ဘုရားပွင့်လာတာစိတ်နဲ့ရောထားတဲ့အရက်ခွက်နဲ့တူတဲ့ခန္ဓာကြီးကိုမခင်ရအောင်မတော့မိအောင်မမြုံမိအောင်ဒီနာမှာတရားဟောတော့ဘုရားဘုရားပွင့်တော့ဘုရားသည်ဤရေးပဲဆိုတော့မှတ်ကြ မှန်ပါ ခန္ဓာ၅ပါးအစိမ့်နဲ့ရောက်ထားတဲ့ရဲ့တရားကြီးကိုတဏှာနဲ့မမြုံမိအောင်ဒိဋ္ဌိနဲ့မမြုံမိအောင်မာနနဲ့မမြုံမိအောင်လို့ဒီနာရပ်ပြီးဒီကလာဟောကြံလို့သေဘောဝမပုဂ္ဂိုလ်တွေမသေးရအောင်လို့ကိုရမကြီးဒီနာမှာအမြဲရှိတယ်ဆိုတာမှတ်ရလိမ့်မယ် မှန်ပါ ခင်ဗျားတို့ကအနိစ္စဒုက္ခအနတ္တမရှိမိတဲ့ခင်ကြတော့
တောက်လိုက်ဦးကွာမျိုးလိုက်ဦးကွာမသေးဘူးလေလို့လားလို့မေးချင်သေးသဘောကျမရှိတဲ့အချိန်မှာခင်ဗျားမျိုးနေတာမရှိတဲ့အချိန်မှာမျိုးနေပါဟောကိုခင်းရတယ်ကိုသားလေးခင်းလိုက်သမီးလေးခင်းလိုက်ဘာလို့နေကြတာလဲစိတ်ပါစိတ်မျိုးနေဘာဖြစ်လို့မျိုးချင်သေခြင်းလို့ရိမ့်မိလားဘာဖြစ်လို့မျိုးနေတာလဲသိခြင်းလို့ပါမျိုးတယ်ဆိုတော့တဏှာဟုတ်လားတဏှာရှိရင်နောက်ခန္ဓာလာမယ်ခန္ဓာလာရင်သေဖို့ရကြီးလာပါဘူးပန်းလာဘူးလားအဲ့တော့ဒကာဓမ္မတို့ဝိပဿနာမရှိတဲ့ပုဂ္ဂိုလ်မှာမျိုးသိတဲ့ပုဂ္ဂိုလ်ပဲရှင်းမလားဝိပဿနာရှုတဲ့ပုဂ္ဂိုလ်ဟာဆင်ခြင်ပြီးဒီကလာတဲ့ဥစ္စာမမျိုးပါဘူးမျိုးရင်ဖြင့်သေပွဲတဏှာနဲ့မျိုးလိုက်လို့ရှိရင်ခင်မရင်မှားလိမ့်မယ်မှားလို့ရှိရင်ခန္ဓာရမှာခန္ဓာရရင်သေဘောဝင်ရလိမ့်မယ်ကဲမဲ့ဖြင့်မခင်တော့ပါဘူးဆိုမခင်အောင်လုပ်နေတဲ့နိဗ္ဗိဏညာဟာအလွန်ရေးကြီးနေတာမှန်ပါပါသူပါအောင်ဘယ်လောက်ရေးကြီးလဲကြီးပါဒါဖြင့်သူ့မလုပ်ဖဲနဲ့ဒီတဏှာသေးလိမ့်မယ်ဆိုတော့ပဲယုံကြည်စရာရှိရဒီတဏှာမသေးဘဲနဲ့ဒီခန္ဓာအလိုလိုပြောက်လိမ့်မယ်ဆိုတာကောမယုံကြည်ပါဘူးမယုံကြည်နဲ့လားဒီခန္ဓာရှိနေတဲ့ကာလမှာဒီဩနာသေးနဲ့တော့ခွဲလို့ရလိမ့်မယ်ဆိုတာကောမယုံပါဘူးကဲဒါဖြင့်ဒကာဓမ္မတို့ဩနာသေးလည်းမကြောက်နဲ့ခန္ဓာလည်းမကြောက်နဲ့တဏှာလည်းမကြောက်နဲ့ခင်ရမင်းရမမြုံမိဖို့ကြောက်မှန်ပါပါရိပ်မကြလားခင်ရမင်းရကိုမမြုံမိဖို့ခင်ရမင်းရကိုမမြုံမိဖို့ရအလွန်ရေးကြည့်တယ်မှန်ပါပါခင်ဗျားတို့ကလည်းခင်ရမင်းရအနာနာမှာအမြဲတမ်းမျက်စိမျက်နှာလေးကြည့်ပြီးနေရမှာမျိုးသိမ့်နေရမှာစိတ်ချမ်းသာတယ်ဖြစ်ပုံကဥပါတော့ကမှန်ပါပါခင်ရမင်းရလေးမျက်စိမျက်နှာလေးကြည့်ဖြားတာတော့ကိုနာဖြားမှာနော်ပျော်ရကစားနေတာလေဒီပြင်သွားကစားတာကြိုက်တယ်ခင်ရမင်းရလေးကိုနာကစားနေတာကြိုက်တယ်ကိုနာကစားတာကြိုက်ပါဗျာဝါပြီဒါဘာဖြစ်နေလဲမျိုးနေတာတပည့်ကြမျိုးရင်ဘာဖြစ်မလဲခန္ဓာရပါတဏှာနဲ့မျိုးပြီးရင်တဏှာကြောင့်နောက်ခန္ဓာပြန်ရမရပါဘူးနောက်ခန္ဓာပြန်ရရင်ဘာဖြစ်မလဲဥနာသေးနဲ့ခင်ဗျားတို့ဒီကားလို့ဆိုလို့ရှိရင်ပြင်ဝိညာဉ်ချိုးရမယ်မဆိုရဘူးလားအဲ့တော့ခင်ဗျားတို့ကလည်းမမျိုးရငိုတော့မယ်ပုံမိုက်လိုက်တဲ့ကလေးဟိုမိဘွားမိခဲလေးကိုသွားကြိုင်တော့အမေကလက်ကဆွဲလိုက်တယ်အဲ့ဒါသူကမိခဲမကန်ရတော့ငိုတော့ဒီကလေးကဘာမှမသိလို့မဆိုရဘူးလားဆိုလိုက်ပါဗျာဒီမလားခင်ဗျားတို့ဒီကိုယ်ခန္ဓာဖြစ်စေသာမိခန္ဓာဖြစ်စေမခင်နဲ့နော်မခင်နဲ့အဲ့ဒါမိခဲ့တယ်ခင်ဗျားတို့လောက်မှာခင်ဗျားတို့သေဘောကံလို့မှာသူပဲဆိုလို့ရှိရင်ခင်ဗျားတို့ကလည်းခိုက်တာတရားတော့အထုချင်မယ်ဒီဥစ္စာကတော့ဖြစ်လာပြန်တော့ဘယ်နဲ့လုံးမလို့ဘယ်နဲ့မလုံးနဲ့သေလိုက်ပြောရင်ဖြစ်တယ်ရိပ်ပြီဗလားဘယ်နဲ့မလုံးဘယ်နဲ့လုံးเสียရှိသေးလားဘာဖြစ်ရမှာတော့နဲ့သေဖို့ပဲရှိတယ်သေတော့အလိုလေးမတတ်နိုင်လေသေးတဲ့ခါကျတော့ဒီကနေ့ကျတော့ဥက္ကမောင်တို့ကဘယ်မကယ်နိုင်ကြတော့ဘူးလားမယူနိုင်ကြတော့ဘူးလားမလာဘူးလားလာပါတယ်ဟိုကိုသောက်တဲ့စိတ်တွေကသင်လာပေါ့ဘယ်သူတတ်နိုင်သေးတယ်တတ်နိုင်ပါဘူးမတတ်နိုင်ဟိုမတတ်နိုင်တဲ့ချိန်ကျတော့အော်ပေါ်ရတယ်မတော့ခင်ကပြောက်အောင်လောက်ပါဆိုတော့လေခင်ဗျားတို့ကကိလေသာအငတ်ပြဿနာကြီးကဘဝအဆက်ဆက်ကပါလာတော့မြင်ခြင်းတဲ့စိတ်ကလည်းသိမများလုံးတယ်ရှင်းမလားဒါဖြင့်ဒီဘဝဖြစ်ကိုဆရာကောင်းနဲ့လည်းတွေ့ဘုရားကလည်းဒီလိုဟောပြန်တော့ငါပွင့်လာတာဟောရိနာမှာပွင့်လာဟေးမင်းတို့မတော့ဖြစ်အောင်လို့မှန်ပါပါသိမိဗလားခင်ရမင်းရနာမှာဘုရားအမြဲရနေတယ်လို့အောင်းမိပါမှန်ပါပါခင်ရမင်းရနာမှာဘုရားအမြဲရနေတယ်ခင်ရမင်းရဒါအစိမ့်နဲ့ရောထားတဲ့အရက်တွေပဲတဲ့မှန်ပါပါခင်ရမင်းရအာယုန်တွေကပါပါလိမ့်စိတ်နဲ့ပြောတယ်အဲ့ဒီနဲ့ဘုရားအမြဲဆောင်မမျိုးနဲ့မင်းကအငတ်မင်းတို့ကတန်တရားကအငတ်ပြေပြီးဒီကလာဒီရောက်လာတာမဟုတ်ဘူးငါ့ရဲ့တန်းလန်းနဲ့ဒီရောက်လာတာအဲ့ဒါသွားမမျိုးနဲ့ဒီဥစ္စာမျိုးကောင်းတာမဟုတ်မင်းသေးလိမ့်မယ်လို့သာရှုနေกว่าသွားပြီးမမျိုးနဲ့လို့ဆိုတာဒီနာအမြဲရတယ်ဒါပြန်ဥပဒနာရှုတဲ့ပုဂ္ဂိုလ်မှာဘုရားဆောင်သဘောကျဝိပဿနာမရှိတဲ့ပုဂ္ဂိုလ်ဒီကားလို့ဆိုလို့ရှိရင်ဖြင့်ခမည်းတော်သိခြင်းလို့တောက်နေတယ်မှန်ပါပါရက်နဲ့စိတ်နဲ့ရောက်ထားတဲ့ရက်ကိုသိခြင်းလို့တောက်နေမှန်ပါပါကိုယ်ခန္ဓာ၅ပါးပေါ့ဗျာမှန်ပါပါရှင်းကြပါလားရှင်းပါဩဒါဖြင့်ဒီဥပဒနာမရှိတာဘယ်ဘာလို့နေပါလိမ့်မလို့ဆိုတာကိုယ့်အကူပေါ်ပြီပေါ်ပါပြီဝိပဿနာရှုတာဒီဘာလို့နေတာတုံးဆိုတာလဲပေါ်ပါပြီမှန်ပါပါဝိပဿနာရှုနေတော့ဘုရားဒီနာရှိနေလို့ကိုရောမြတ်ကြီးရှိနေလို့မလို့ကောင်းတာဖြင့်သူကမတော့နဲ့ဆိုတော့မတော့တော့ပါဘူးဆိုပြီးကြလားခင်ဗျားတို့ဥပဒနာရှုနေမှန်ပါဗျာဥပဒနာမရှိတဲ့အချိန်ကြလာတဲ့ခါကျတော့ကဲဘုရားလည်းအနာမှာမရှိတဲ့ရှိပင်ရှင်များဆိုတော့ပေပြီးအရွက်တိုင်လည်းမကွဆိုပြီးကိုခင်းလိုက်သာသမီတွေကိုခင်းလိုက်ဆိုတော့
ရွက်တိုက်ပြီးကလည်းကိုရောကြီးကလည်းတားခင်ဗျားတို့ကလည်းအရွက်တိုက်ဆိုတော့ဩဘုရားသခင်ကိုရမေကြီးကပါရမီ7ပါးပြ30ဆွန်ကြီး9ပါးတွေသူတို့အတွက်လှုပ်လာတာတကယ်တော့ဖြောင်းတိုက်လာကြီးလားလို့ခင်ဗျားတို့ပြောเสียကြီးပေါ်လာ ပေါ်ပါဗျာ ပေါ်ဘူးလား ပေါ်ပါဗျာ အတော်ဆိုးတဲ့ဓမ္မတွေပါလားဆင်ဖြင့်ညှင်းမလို့သေးလား လို့ပါဗျာ ခိုင်းတာဖြင့်ဝိပဿနာလုံးမဝိပဿနာလုံးမရမယ်ဆိုတာဖြင့်ပေါ်ကြပြီ ပေါ်ပါဗျာ ဝိပဿနာမလုပ်ရင်ခင်မိမှာပဲ ရှင်းပါပါဗျာ သဘောကျဒါဖြင့်ဓမ္မတို့ဘုရားသခင်ကိုရောမြတ်ကြီးကလည်းဒီနားမှာစကားလေးနည်းနည်းခင်များတို့မှတ်လိုက်ပါဦးအနန္တရာတဲ့တန်ရုပ်ပါဠိတော်မှာမင်းတရားဓမ္မတွေဖြစ်စီမင်းရံပါမည်တွေဖြစ်စီကွာတဲ့တခါတဲ့ဓမ္မနုဓမ္မပฏิပန္နအကျင့်ကိုကျင့်ပါစီအဲ့ဒါငါဗျာအနာရှိလို့ပူဇော်နေတဲ့ရိုသေပြုတ်နေတာပူဇော်နေတာအဲ့ဒါအပူစကားပူဇာရကပူဇော်ရဲမှာဖြင့်အမြတ်ဆုံးတဲ့ပူဇော်နေတာကွာတရားအထုတ်တဲ့ပုဂ္ဂိုလ်ဆိုးနေရိပ်မိဗလားတရားထုတ်တဲ့ပုဂ္ဂိုလ်များမှာငါဗျာအနာရှိလို့တဲ့အနန္တရတဲ့ဒီပုဂ္ဂိုလ်ကတရားကျင့်နေတဲ့ပုဂ္ဂိုလ်များဖြစ်ပျက်ဒီနှလုံးသွင်းနေတဲ့ပုဂ္ဂိုလ်များအလုံးကိုရိုသေပြုတ်နေတာအလုံးကိုပူဇော်နေတာပူဇော်ကပူဇော်ရဲမှာအမြတ်ဆုံးတဲ့ပူဇော်နေတာကွာသိချာဟော မှန်ပါဗျာ သဘောကျ ရပါဗျာ ဒါအပူဇော်ကအပူဇော်ထဲမှာတရားထုတ်နေတာဒီဘုရားကြိုက်တဲ့အပူဇော်အစစ် မှန်ပါဗျာ တရားထုတ်နေတာဒီ တရားထိုင်တဲ့ကိုဆိုကြပါဗျာ သဘောကျလားဒီပြန်ပန်းရည်ချမ်းတို့ကိုပရမယပူဇာရလို့မလာဘူး မှန်ပါဗျာ ပူဇော်တော့ပူဇော်ရတာပေါ့ဗျာသို့တော့အကြိုက်ဆုံးပူဇော်တာကဘာတော့တရားထုတ်ပြီးကျင့်ကြံနေတာငါဘုရားကိုအမှန်နှိမ့်ဆိုင်တာနဲ့ပူဇော်နေတာ မှန်ပါဗျာ ရှိလေတရားဓမ္မတွေဒီဥစ္စာဘုန်းကြီးကဆောင်းပြောတယ်လို့လည်းမဆိုပါနဲ့ဘုရားကလည်းကိုယ်တိုင်ဖွင့်ထားပါတယ်နော်ညီတော်နန္ဒရံဖြစ်စေလူဖြစ်စေကွတရားဓမ္မနုဓမ္မပရိပန္နာကျင့်ကိုကျင့်တယ်လို့ရှိရင်ငါဘုရားကတတ္ထတံတေကရောတိဂရုံကရောတိပရမယပူဇာယဒါပတုပါဠိတော်ပဲနော်ငါဘုရားကိုတဲ့အယုသေပြုတာမှလည်းအကြီးဆုံးကွ မှန်ပါ ပူဇော်တာမှလည်းအကြီးဆုံးကွဟုတ်လားအမြတ်ဆုံးတယ်လေပူဇော်နေတယ်ဆိုတာဒါပဲသဘောကျ ရပါ ဒါရင်ဘုရားပူဇော်တာပူဇော်ကပူဇော်တယ်မှာဘာနဲ့ပူဇော်တာကိုရောမြတ်ကြီးအနှစ်သက်ဆုံးအကြိုက်ဆုံးအမြတ်ဆုံးလို့ဆုံးဖြတ်ချက်ချသွားပါလိမ့် တရားအားထုတ်ပြီးပေါ်တော့ဗျာ တရားထုတ်ပြီးနေတာသူကြိုက်ဆုံးတယ် မှန်ပါ သဘောပါကြဗလား ပါပါပါ ဂိုင်းပေချာစဉ်းစားကြည့်တာပါတဲ့ရှင်မြင်တူတယောက်ရှိတယ်ဗျာတိုင်းပြောချုံမင်းလုံးနေတဲ့ရှင်မြင်မှာသူရွှေရင်ငွေတွေကျွတ်တော့သွားပေးလို့သူတော့တာရပါ မှန်ပါဗျာ တော်ထဲမှာရှိတယ်မရသဘူးအရာထူးတဲ့ဆင်ပြူတော်များပူဇော်မယ်ဆိုတော့သူကလည်းတော်ထဲမှာတော့မသွားနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်နေတော့အလွန်မကြိုက်ပေဘူး တိုက်ပါ ဘာလို့လဲရခဲ့ ရခဲ့လို့ပါ ပူဇော်ရကပူဇော်ထဲမှာလည်းဆင်ပြူတော်နဲ့ပူဇော်ရင်ရှင်မြင်သည်ဥပအောင်ကြိုက်ဆုံးနေမှာ လက်လို့ပါ ထို့တူပဲတဲ့ဒီပြန်ပူဇော်မှုတွေနဲ့ပူဇော်တာဘုရားမှာကျွေးကြီးလေးလုံးနဲ့ပူဇော်သောကြောင့်ဒီပြန်ဆွမ်းလေးကောင်းလေးလောက်ကိုသူမตายရပါဘူးချိုးတွေပါလာ မှန်ပါ သဘောကျလားအချွေရံနေဆိုတာမောင်မောကောင်ရှင်းဆောင်လေးတောင်ဆိုတာတွေကလည်းသူအချွေရံနဲ့ပူဇော်စရာလဲဘုခမောင်လိုသေးလား မလို့ပါ မလိုပါဘူးဘာနဲ့ပူဇော်တာကြိုက်ဆုံးဆုံးဆိုတော့မှသူဟာတဲ့သူများအတွက်သူမိရရသေးလက်ထက်ကလေးကငါအတွက်ဆိုရင်အဲ့ဒီတုန်းကနိဗ္ဗာန်ရမယ်လေသူများအတွက်ကြိုးစားမယ်ဆိုပြီးလေးသိရှင်နဲ့ကဘာသိပြန်အားထုတ် မှန်ပါ အားထုတ်တဲ့အခါကျတော့သူများအတွက်ဟောနိုင်ပြောနိုင်အောင်သူများနိဗ္ဗာန်ရောက်တဲ့တရားကိုဟောနိုင်ပြောနိုင်အောင်ငါကြိုးစားမယ်ဆိုပြီးဘုရားအဖြစ်ကိုယူရတယ်မဟုတ်လား မှန်ပါ အဲ့တော့သူများအတွက်ကသူကအချိန်ကြီးအများကြီးမကုန်ခဲ့ဘူးလား ဟုတ်ပါဗျာ အဲ့ဒီသူများအတွက်အချိန်များကြီးကုန်တော့သူများကပေတေတွေလုံနေတော့သူပူဇော်ရရောက်သေးရလား ရပါဗျာ ကဲကိုရိုမြတ်ကြီးကြိုက်တာနဲ့ပဲပူဇော်တော့မယ်ဆိုရင်ဘယ်လိုများကြိုက်မလဲဒါရင်ကိုရိုမြတ်ကြီးကြိုက်ဆုံးမှာဘာပါလိမ့်နေကြဓမ္မ တရားအားထုတ်ဗျာ တရားထုတ်နေတာပူဇော်နေတာပဲဆိုတာလေးစားစွာမှတ်လိုက်ပါသဘောပါဗလားဒါဖြင့်တရားဓမ္မတို့ဘုရားကြိုက်ဆုံးနဲ့ပူဇော်ကြစမ်းပါ မှန်ပါဗျာ ဘာနဲ့ပူဇော်ကြ တရားထိုင်တဲ့ကိုဆိုတော့ ဘုရားကြိုက်ဆုံးကဘာပါလိမ့် တရားအားထုတ်ပြီးတော့ပါ ရှင်မြန်ကြိုက်ဆုံးကရှင်ပြီတော့ဘုရားကြိုက်ဆုံးကလည်း တရားအားထုတ် တရားထုတ်ပြီးဒီကာလနေတာဒါသူပရမယပူဇာရပဲပရမယလွန်ကဲတော့ပူဇာပူဇော်ခြင်းပူဇေးသည့်နာမပူဇော်သည်မြည်กว่าငါဘုရားကြိုက်ဆုံးနဲ့ပူဇော်နေတာတဲ့ငါလေးပင်နဲ့ကဘာတုံသူတို့အတွက်ဒီတရားကိုအထုတ်စေခြင်းနဲ့ဒီတရားနဲ့မှသူတို့တန်တရားခီးကလွတ်ကြမှာဖြစ်နေတော့အဲ့ဒီလို့သူလုံနေတာဒီငါဘုရားစကားတသွေးမသိလိုက်နာနေတာအဲ့ဒါပူဇော်နေတာပဲ မှန်ပါ သ
ဘောကျလားဒါဖြင့်ဒကာရမတို့ပူဇော်ကပူဇော်ထဲမှာဘယ်ပူဇော်ကြိုက်ဆုံးပါလိမ့်တရားထုတ်ပြီးပူဇော်တာကြိုက်ဆုံးမဲ့ဆိုတာသိကြပါလားသိကြပါဘူးကဲဒါဖြင့်တရားထုတ်ပြီးပူဇော်ကြလို့ရှိရင်လေကွာတဲ့ငါနီးလေးပေးပါဦးမယ်ကဲဒကာရမတို့အကြိုက်ဆုံးပူဇော်တာကိုလည်းဖြင့်တရားအထုတ်ပြီးပူဇော်ပါတရားထုတ်ပြီးဘုရားရှိခိုးနေဖို့မဟုတ်ပါဘူးအထုတ်နေရင်ပူဇော်နေတာသဘောကျအဲ့တော့အဲ့ဒီကဲတော့ပူဇော်လို့ရှိရင်ပူဇော်ပုံနည်းကိုလည်းငါပြောပါဦးမယ်ဒီကမေသိဘုရားနဲ့စကားတွေနော်ဟုတ်ပါဗျာပူဇော်ပုံနည်းငါပြောငါဗျာစီကွာတဲ့အတဲ့နှလုံးသွင်းပြီးဒီကလာအမှန်အထုတ်လိုက်တာနဲ့ငါဒီဩနာတိမရှိတဲ့နိဗ္ဗာန်ကြီးငါရောက်ခဲ့ပါတယ်အတဲ့နှလုံးသွင်းတာလေယောနိသမီကာရပေါ့ဗျာဟုတ်ပါဘူးအတဲ့နှလုံးသွင်းပြီးဒီကလာအထုတ်တာနဲ့တဲ့သမဗရာနဲ့အထုတ်တာနဲ့နှလုံးသွင်းမှန်ပြီးအထုတ်လိုက်တာနဲ့ငါဒီတဲ့ဒုက္ခကသိကင်းခြင်းနဲ့စီရောက်ပါတယ်ငါဤတပိသားများလည်းငါပူဇော်တယ်လည်းမြည်အောင်မင်းတို့လည်းငါကဲ့သို့ပဲဥနာသေးလောက်အောင်ဆိုလို့ရှိရင်ဖြင့်အတဲ့နှလုံးသွင်းပြီးဒီကလာအထုတ်လိုက်လို့အထုတ်ကြပါလို့သေချာတိတ်တော့မြန်သဘောကျဒါရင်ဒီလိုပူဇော်ကြပါဗျာနှလုံးသွင်းပြီးအထုတ်ပြီးပူဇော်ကြမင်းတို့ကိုယ်တနာဖြင့်၎င်းငါပူဇော်ခြင်းဖြင့်၎င်းဒီနည်းကောင်းဆုံးကိုအသေးလို့ချင်တယ်ဒါလို့ပေါ့ဗျာဖယားကိုလည်းအကြီးဆုံးပူဇော်ခြင်းဒါလို့ရမယ်ဆိုတော့ပေါ်ပြီတရားဓမ္မတို့ဖယားကိုအကြီးဆုံးပူဇော်ခြင်းမယ်တရားကိုအထောက်အမယ်ကိုအသေးလွတ်ကိုရှာခြင်းလဲကဲဒီလောက်ဆိုရင်ဖြင့်အာမထုတ်လို့ရှိရင်ဖြင့်ဖယားလည်းတန်မြင့်ကြည်ညိုတာအကြီးဆုံးနဲ့ပူဇော်တာမရောက်သေးပါဘူးရောက်ပါဘူးသဘောကျလားအာမထုတ်တဲ့ခါကျတော့ငါကိုလည်းပြစ်ထားရတာပဲသိချင်းပြစ်ပြီစီတော့ကိုယ်လည်းတနာတဲ့ပုဂ္ဂိုလ်ဘူးဖယားလည်းအလွန်ဆုံးကြည်ညိုတဲ့ပုဂ္ဂိုလ်လို့ဆိုရရမရပါဘူးဟာကမ်းလာကြည့်ပါလားကမ်းလာပါဒါဖြင့်တရားမထုတ်တဲ့ပုဂ္ဂိုလ်ဖယားအလွန်ဆုံးကြည်ညိုတဲ့ထဲလည်းပါသေးရဲ့လားမပါဘူးကိုယ်အသေးလို့ရှောင်တဲ့ထဲကိုမပါဘူးဟာဒီလူတဲ့မိုက်တာတော့မရှိဘူးပေချာဒီစကားနှခေါင်းကိုစဉ်းစားကြည့်ပါတရားဓမ္မတို့သေသေးချာချာစဉ်းစားမှဒီဥစ္စာပေါ်လာမှန်ပါဗျာကဲဘုရားကအပူဇော်ကအပူဇော်ရမှာဘယ်အပူဇော်ကြိုက်ဆုံးတဲ့ဥက္ကမောတရားအားဖြင့်ပူဇော်တာကြိုက်ဆုံးရတယ်တရားနဲ့သူ့ပူဇော်တာကြိုက်ဆုံးတရားထုတ်တာနဲ့ပူဇော်တာကြိုက်ဆုံးဟုတ်လားကိုအသေးလို့ရှောင်ញံကြလို့ရှင်းလေတရားဓမ္မတို့တရားပဲအထုတ်မှာဟုတ်လားမှန်ပါပါအဲ့တော့တရားအမထုတ်တဲ့ပုဂ္ဂိုလ်မှလည်းဘုရားကလည်းသူကြည်ညိုရကြည်သမင်ညမိဘရွေးတာပဲရှိပါလိမ့်မယ်မှန်ပါပါဟုတ်လားကိုခင်မာရဲဆိုမှလည်းသေဖို့ကြီးတိုးနေတဲ့ပုဂ္ဂိုလ်ရဲ့အပါဝင်ဖြစ်ပါလိမ့်မယ်ဖြစ်ပါလိမ့်မယ်မဆိုနိုင်ကြဘူးလားဒါဘုန်းကြီးကစကားတက်လို့ပြောရလားဘုရားစကားနှခုံးကိုခင်ဗျားတို့နားလည်မှုရှိအောင်ပြောရလားသေချာစဉ်းစားဘုရားစကားကိုနားလည်မှုရှိအောင်ဘုရားကပူဇော်တယ်မှလည်းဓမ္မနဲ့ပူဇော်တာငါကြိုက်ဆုံးกว่าဟုတ်လားကိုအသေးလို့ရှောင်မြင်ကြလို့ရှိရင်လေတဏှာလို့အသေးလို့ကိုရှာကျင်ကြလို့ရှိရင်လေတရားနဲ့ရှာမှဒီတဏှာချုပ်တဏှာချုပ်မှခန္ဓာမရမှမသေးတာကိုဗျသဘောပါဒါဖြင့်တရားမထုတ်တဲ့အချိန်ကြတော့အားလုံးတရားဓမ္မတွေကိုဆွဆွဲကြပြီတော့မင်းဟာဗုဒ္ဓဘာသာဆိုဖရာကြီးညိုတယ်ဆိုမဲ့လည်းမင်းဟာဟုတ်ပါဘူးသဘောကျမင်းအမေကိုမင်းချစ်ပါတယ်လေဆေးတွေဝါတွေနဲ့ဝိုင်းထားမှာမင်းကသေဘောဝิญဉာဏ်သားပဲသဘောကျလားမျိုးချင်းမကြိုက်ပါစေနဲ့လို့ရှင်အောင်တွေဝယ်ပြီးပူဇော်ညသလားမင်းဟာသေဘောကြတော့ချင်းသားမင်းကမကြိုက်စေချင်တာသေဘောမို့တော့မင်းဟာအလုတ်သားပဲကိုမြည်ဖို့တွန်ဖို့တွေချဲ့လေကွက်တွေကုန်ပါလာပြီမပါသေးဘူးလားမှန်ပါဗျာခိုင်းဒါဖြင့်ဒီစကားနှခွန်းဟာဘလို့ဖို့တန်တယ်ဆိုတာခင်ဗျားတို့စဉ်းစားဖို့ကောင်းပါလေမှန်ပါဗျာဘုရားကြည်ညိုခြင်းအလွန်ဆုံးကြည်ညိုခြင်းလို့ရှိရင်ဘာလို့อ่ะတရားထုတ်ရမယ်နော်အမေတရားသာအားထုတ်နေဥက္ကမောင်ဒါပူဇော်ပြီးသားမှန်ပါပါသဘောကျလားကိုသနာပါတယ်ဆိုရင်လည်းဘာလို့อ่ะတရားထုတ်ပါပါဟာတပည့်တော်ပြန်ဥပ္ပန္နမသိမှများအလွန်ကြောက်ခင်အားတော့မထုတ်ဘူးဆိုရဲမကြောက်လို့နေတာမှန်ပါပါရှင်းမလားဒါဖြင့်ဒကာဓမ္မတို့ဘုရားကြည်ညိုဆုံးဖြစ်ခြင်းဘာလို့ကြမလဲကိုအသနာဆုံးပုဂ္ဂိုလ်ဖြစ်ခြင်းရှင်းမလားဘုရားအမထုတ်တဲ့ချိန်ကျတော့ကိုမြည်တတ်တွန်တတ်ဆုံးမတတ်ဗလားလို့မေးလိုက်ပါတယ်မင်းဘယ်လိုဆုံးမမင်းဘုရားလည်းကြည်ညိုတဲ့အကောင်မဟုတ်ပါဘူးမင်းတော်မှာကိုလည်းချစ်တဲ့အကောင်မဟုတ်ပါဘူးမင်းအသေးခံမိုက်နေတဲ့အကောင်ပါမဆိုးတယ်ဘူးလားသဘောပါဗလားဒကာဓမ္မတွေကိုမြည်တတ်တွန်တတ်ဗလားဘယ်နဲ့ဆိုကြမင်းကဘုရားလည်းကြည်ညိုတဲ့လူမဟုတ်ပါဘူးဟုတ်လား
သေခံမိုက်နေတယ် အသေးခံမိုက်နေတဲ့လူလူတယောက်တည်းမင်းဘာဝင်ပဲလို့ကိုဆိုရပလား ကျွေးတယ်ပါ ကဲဒီလောက်တောင်ကဲတရားဓမ္မတို့ဒီလောက်တောင်တော့ဖြင့်ခင်ဗျားတို့ကဗုဒ္ဓဘာသာဆိုတဲ့နာမည်ကောင်းလေးလဲဆိုင်းဆွဲရုံလေးနဲ့မတော်သေးဘူး မှန်ပါပါဗျာ တော်ပါမလားဗျာ တော့ အသေးလို့ရှောင်ပြီးကာလဆရာဝန်အကုနေလို့လည်းမတော်သေးပါဘူး တော်ပြီပါ တော်ပါမလား တော့ ဓမ္မအားထုတ်မှအသေးလို့ဆိုတာရမှာမဟုတ်လား မှန်ပါပါ ဂိုင်းဒါပြန်ဘုရားမင်းတို့ကွာတဲ့ငါဘုရားသည်အသင့်အသင့်နှလုံးသွင်းပြီးဒီကာလအားထုတ်ခဲ့တာနဲ့အသေးလို့ငါရောက်ခဲ့ပါလေ မှန်ပါ မင်းတို့အတွက်လည်းငါလက်တင်နေကဘာသုံးသီးသားမင်းတို့ကိုလုပ်ခဲ့တာလေမင်းတို့လည်းအသင့်အသင့်နှလုံးသွင်းပြီးဒီကလာအားထုတ်ကြလို့ရှိရင်ငါကဲ့သို့ပဲအသေးလို့ရောက်ပါလိမ့်မယ်ကွာအဲ့ဒီနီးလိုက်စမ်းပါဆိုတော့နီးလည်းပေးပြန် မှန်ပါပါ ဒါပြန်နှလုံးသွင်းပန်ပြီးအားထုတ်ရင်ရမယ် မှန်ပါပါဗျာ ရှင်းမလား ရှင်းပါတယ် ဘယ်လိုအားထုတ်ရင် နှလုံးသွင်းပါပြီပါဗျာ နှလုံးသွင်းမှန်ပြီးအားထုတ်ရင်ရမယ်ဆိုတဲ့ဥစ္စာဖြင့်ဒကာဓမ္မတို့နေရကြဘူး မှန်ပါပါ ဒါငကိုယ်တော့ခင်စရာမင်းစရာဖြစ်နေတာနှလုံးသွင်းမှားနေတယ် မှန်ပါပါဗျာ အနိစ္စတရားခင်စရာဟုတ်ပါရဲ့လား ဟုတ်ပါဗျာ ဒုက္ခတရားခင်စရာဟုတ်ပါရဲ့ ဟုတ်ပါဘူး အနတ္တတရား ရှင်းပြပါ အဲ့ဒါနှလုံးသွင်းမှားနေတာကဲဒါဖြင့်နှလုံးသွင်းမှန်ပြီးတဲ့ကာလအားထုတ်ရင်ရမယ်ဆိုတော့ဩဒီဥစ္စာဖြစ်ပြီးပြည့်တဲ့တရားဝေဒနာလေးဖြင့်လည်းဖြစ်ပြီးပြည့်တဲ့တရားစိတ်ကလေးဖြင့်ကို ဖြစ်ပြီးပြတယ်ဗျာ ရုပ်ကလေးဖြစ်ခဲ့တော့ ဖြစ်ပြီးပြတယ်ဗျာ ဩဖြစ်ပြီးပြည့်တဲ့တရားဖြစ်ပြီးပြည့်တဲ့တရားလို့ခင်ဗျားတို့ဒီကြားကနေပြီးတဲ့ကာလဒီတဏှာနေရာမှာမဲ့ခင်ဝင်ကြတာပေါ့ဗျာ မှန်ပါ ဒီတဏှာနေနိုင်သေးရလား နေနိုင်ပါဘူး မနေနိုင်ဘူးတရားဓမ္မတို့ဒီနေရာမှာမဲ့ခင်သာဝင်ကြရှင်းကြပါလား ရှင်းပါ ဒါဖြင့်ခင်စရာမင်းစရာဆိုတာကိုယ်ခန္ဓာကိုဆိုတာပါ မှန်ပါ ဘုရားရကအတ္တနံစေပိယံစင်ညာဆိုတဲ့အတိုင်းမိမိကိုမိမိအဖြစ်ဆုံးဆိုပါလား မှန်ပါပါ ဒကာဓမ္မတို့သူသားသမီးဖြစ်ပါတယ်ဆိုတာဟာအပြောနော်နင်တို့လားဇိဘိဖြစ်ကြပြန်ငုံထားခြင်းသေးတယ်နင်တို့လည်းပုံနဲ့အစရှိသည်နဲ့မိမိကတော့ဆိုခြင်းဆိုမှာပေါ့ဗျာဒါသူမှုတ်တယ်ပြောတာပါတဲ့မယုံမီးလောင်ကြည်စမ်းပါတဲ့အိမ်တိမ်မီးလောင်ကြည်ကိုယ်အရင်ထွက်တဲ့သားသမီးမပါဘူးဗျာပါရလား မှန်ပါပါ နောက်မှပြန်ဆွဲတယ်ဆွဲတယ်ကိုယ်အရင်ထုတ်လာတယ်ကိုယ်အရင်ထုတ်လာတော့ကြည့်လို့ရှိရင်ဒကာဓမ္မတို့ကဲခတ်မိဗလား မိတ်ဆောက် မရုခင်ဆုံးပါလေ ဟုတ်ဟုတ်ခင်ဗျာ ပြီးတော့မှဥက္ကမောင်တို့လူကြီးအာဘုရုကြံသေးတယ်ဆိုတော့နောက်မှလာ မှန်ပါပါ ဘုရုရင်ဆွဲထုတ် ဟုတ်ဟုတ်ဟုတ် ဒါရင်ဘုရုခင်ဆုံးတော့ ဟုတ်ဟုတ်ခင်ဗျာပါ ဒါရင်ခင်ဗျားတို့ပြောလာတယ်လောကုတ်တွေပေါ်ကုန်ပြီ မှန်ပါ ပေါ်သေးဘူးလား ပေါ်ပါဘူး အဲ့ဒါပြန်ကိုယ့်ကိုခင်ဆုံးဆိုတော့ခင်စရာမင်းစရာစိတ်ကိုရှာတော့ကိုယ်ခန္ဓာတွေ့ မှန်ပါ တွေ့သေးဘူးလား တွေ့ပါပြီ ဒါပြန်ကိုယ်ခန္ဓာဥပဒနာရှုရမယ် မှန်ပါ ဘာရှုကြ ဟုတ်လားဟုတ်လား ကိုယ်ခန္ဓာဥပဒနာရှုမှသာလျင်တရားဓမ္မတို့ခင်စရာမင်းစရာရှုရောက်တော့တယ် မှန်ပါ ကျန်တာတွေကတော့လောကုတ်ပြုငါတွေပါ မှန်ပါ ဘုကမောင်ကျန်တာကတော့ လောကပြပါဗျာ ကိုမရှိမိတော့လို့သားတော်ခဲ့ကွာလာပြီလာဘူးလား လာပါဗျာ ကိုမရှိရင် မိပါဗျာ မိတော့လည်းသားတော်ခဲ့ကွာမတတ်နိုင်ဘူးကွာရှိကျွေးမှာပဲကွာမရှိလည်းမတတ်နိုင်ဘူးကွာသဘောကျလား ရပါ ကိုတော့ဖြင့်ဘယ်နည်းနဲ့မဆိုခုနကမိလောင်တယ်လို့ပဲဆွဲထုတ်မှာပဲ မှန်ပါ ကိုအတွက်ကတော့ဖြင့်ရေးစည်းပဲဆွဲထုတ်လိမ့်မယ်ဆိုတော့မသေးကြဘူးလား သိကြပါပါ ဒါဖြင့်ဥက္ကမောင်တို့တယောက်တယောက်ပြောနေတာလောကုတ်တွေမပေါ်သေးဘူးလား ပေါ်ပါဗျာ စင်စစ်ကြတော့ဖြင့်တိန်သုံးမိရှုကြီးလည်းနဲ့များအတူတူအိတ်နေတာတော့ကိုကရင်ထွက်ပြေးတယ်မပြေးပဲဘူးလား ပြပါ ပြေးမှာပဲတဲ့နောက်မှသတိရလို့ရှိရင်ဖြစ်သွားနှိုးတာနှိုးပြီးခေါ်ရန်ခေါ်ရလိမ့်မယ်နော်။ကိုင်းတာဖြင့်ဒကာဓမ္မတို့ဘုရုခင်ဆုံးပါလေ ဟုတ်ပါဗျာ ။သူများအတွက်ချင်းမောင်းပေးတာနဲ့ကိုယ့်အတွက်ချင်းမောင်းပေးနေချင်းအတူတူနှစ်ကောင်ကိုက်နေတယ်။သားများလည်းချင်းကိုက်နေတယ်ကိုယ်လည်းချင်းကိုက်နေဘယ်ချင်းရင်မောင်းလို့ဥက္ကမ။ရိပ်ပြီဗလား။ကိုယ်ချင်းရင်မောင်းမှာပဲဒကာဓမ္မသူများချင်းနောက်မှမောင်းပေးရမှာပဲ။သဘောပါ။ဒါဘုရုအခြေဆုံးလို့ဗျာ။ကိုခြေဆုံးဆိုတော့သိကြပါလား။ကောင်းပြီဒါဖြင့်ဒကာဓမ္မတို့ငွေလေးပါလေလမ်းတွေ့တဲ့အခါကျတော့လက်မြတ်မြောက်သွားကြနော်။ယောက်ျားလို့တဲ့ဘက်ကဒီငွေကိုအရင်ခုံပြီးကြော်လိုက်မကြော်လိုက်ဘူးလား။အေးပြီးတော့မှကိုလွတ်ပြီးတော့မှဟေးနောက်ကလူဒီမလာနဲ့နောက်မှပြောတာမပြောဘူးလားဗျ။ဥက္ကမောင်ရိမ့်မိဗလား။ဘုရုခင်ဆုံးကိုခင်ဆုံးဆိုတာသဘောကျဗလား။ဒါဖြင့်ဒကာဓမ္မတို့ခင်စရာမင်းစရာတရားပေါ်လာပါပြီ။ပေါ်သေးဘူးလား။ဒါဖြင့်ဒကာဓမ္မတို့ဘယ်ဟာရှုကြမှာ။ကိုယ်ခန္ဓာရှုရမယ်။ကိုယ်ခန္ဓာကလည်းဘယ်နှပါးရှိတို့။ မှန်ပါ ၅ပါးရှိတယ်ဆိုတော့သိကြရင်မဟုတ်လား။အဲ့ဒီ၅ပါးထဲမှာလည်းတခါဘုန်းကြီးကရဲရွေးအောင်။ဒီ၅ပါးထဲမှာသူတို့ကတချို့ကဝေဒနာမှာသူတို့ညာထဲမှာထင်တယ်သလားစိတ်ထင်တယ်သလားရုပ်ထင်တယ်သလားတို့မို့ဓမ္မနုပဒနာဆိုတဲ့သင်ညာသင်္ခါရတွေပဲထင်တယ်သလားဆိုတာအလုံးချိန်အောင်ပါဗျာချိန်ပြီးတော့မှဆိုင်ရာကိုကဲအခင်းဆုံးကိုရှင်းစွာဖြတ်
ဖြစ်ပြရှုခိုင်းရမှာ မှန်ပါဗျာ နဲ့မလို့ရှိရင်တော်ပါမလား မတော်ပါဘူး သဘောကျပါလားဒါရင်လက်ဖြတ်မှဇေယျယူမယ် သာ